အလုံးသောသူတော်ကောင်းပေါင်းတို့လည်းယခုလိုမရစဘူးအရာထူးတဲ့ဘဝဒုက္ခလေးကိုတာယေသမီးရေးစီးပွားရေးဆိုတဲ့အရေးကိစ္စတွေလောက်နေတဲ့အချိန်မကုန်ကြစေပဲနဲ့ဒီဘဝလူဖြစ်ကျိုးနှက်အောင်လူပိသအောင်ကြိုးစားကြပါလို့ရှင်းဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတော့ဇာယထဘိက္ခဝေမာပမဒဋ္ဌပစ္စာဝိပရိသာလိနောအဟုဝဋ္ဌဘိက္ခဝေငါဤจิตသားတပည့်များတို့ဇာယထဆိုတဲ့မိမိကိုယ်ကိုစုံစမ်းစစ်ဆေးဆင်ခြင်သုံးသပ်အပ်သောဝိပဿနာအလုပ်ကိုပွားများပြီးတော့နေကြတဲ့မမေ့မလျော့မပေါ့ဆပဲပွားများနေကြပစ္စာသေယာညောင်ဆောင်လျောင်းဆက်တဲ့အခါကျမှဝိပရိသာရိနောငါတော့ဖြင့်အနေဆိုးနဲ့နေခဲ့လို့အသေးဆိုးသေရတော့မှာပါလားလို့နှလုံးမသာယာခြင်းဖြစ်ကြကုန်သည်မာအဟောဝတ္တမဖြစ်ကြပါစေကုန်နဲ့လို့ဘုရားကမှာပါတယ်အဲ့တော့သေကံနီးရင်ဒါလေးကအထူးပေါ့လေဦးဇင်းဒီနေ့ဒါ3ရက်ပြည့်မြောက်ပြီဖြစ်တဲ့အတွက်လက်ပံလားနဲ့မနေ့ပြန်ခွဲခွာပါမယ်အဲ့တော့မခွဲခွာကနီးမှာဆရာသမားတို့ရဲ့ဝတ္တရားရှိတဲ့အတိုင်းဒါရှေ့ပိုင်းမှာမှားကြားရတာဖြစ်ပါတယ်နော်အဲဒီနေ့9:35 မိနစ်တရားစတဏှာကြီးနဲ့တော့ဘယ်လုံးမှပြီးမှမဟုတ်လို့တရားတိတ်ခွေအတွက်လည်းအခက်ခဲမရှိအောင်စီ90တွေမှာထားလို့ရောက်ပါပြီတဏှာကြီးခွဲဟောပါမယ်အစဉ်ပြေမလားမသိဘူးလောက်ကြပါသူတို့သားသမီးမဟုတ်တိုင်းတော့အော်ခိုင်းဟမ်ဒါရှိသေးခုနဇာယထပြန်ကောက်နော်သေယညောင်ဆောင်လျောင်းဆက်တဲ့အခါဆိုတော့ဘယ်တတ္တဝါပဲဖြစ်ဖြစ်ယဟန္တာပုဂ္ဂိုလ်ကိလေသာကုန်ခန်းတဲ့ယဟန္တာကလွဲရင်နောက်တစ်ဖန်ရမဲ့ဇာတိပရိတ္တတွေကိုနမိတ်မြင်ပြီးမှသိရမှာဂတိနမိတ်ပေါ့နော်ရှင်လေးတကောင်ဖြတ်ခနဲ့ရိုက်တာအမတန်သေးတာမမြင်ဘူးလားမြန်တော့အဲ့ဒါလောက်အချိန်ကလေးလက်ဖြစ်တဲ့အချိန်တွင်းမှာကိုဒီချင်းဟာတဲ့သူသွားရမဲ့နမိတ်ကိုမြင်ပြီးမှသိတယ်အဲ့တော့ကိုပြုထားတဲ့ကံတွေဟာလေလိုပြလိုလွင့်သွားမှလားအကျိုးပေးမှလားသေကနီးကြမှာငါတော့မှားပြီလို့ခွင်းနဲ့ကြီးတွေကဆွဲမိတော့တွေကဝိုင်းမျက်ရည်တွေကြတော့အဲ့ဒီမိတော့ကိုအပြင်ကပြုစုတဲ့လူတွေမြင်မှလားကိုတယောက်တည်းမြင်ရမှာလားအဲ့ဒီကြမှာကဲပါလို့လည်းမဟောနိုင်ခင်ဗျားတို့ရက်ထဲပြောသလိုအမလေးလို့တောင်မတနိုင်တဲ့ဘဝရောက်သွားမယ်အဲ့ဒီကြဘသူကဲနိုင်တော့အဲ့ဒါမှတ်ထားပါခင်ဗျားတို့အခုယုံကြည်မှကိုယ်ွယ်မှဘိုးတော်နတ်ကတော်ကလည်းအဲ့ဒီချိန်မကဲနိုင်ပါဘူးဒါဖြင့်အရှင်ဘုရားတို့ဘုန်းကြီးတွေရောကဲနိုင်သလားလာပြန်ပြီဘုန်းကြီးဦးဇင်းတွေရောကဲနိုင်သလားဆိုတော့မကဲနိုင်ဘူးဘသူကိုဘသူကဲရအဲ့ဒါပဲဗုဒ္ဓဝါဗုဒ္ဓဤသာသနာအဆုံးမအနှစ်သာရဟာအဲ့ဒါအတ္တာဟိအတနောနာထောဘသူကိုဘသူအာကိုကိုယ်ကဒီနေရာလေးနည်းနည်းလေးပြောမယ်ဝတ္ထုကလည်းမြန်မြန်ပြီးအောင်လုပ်ရမှာမို့လို့လေပြောစရာတွေကများနော်ဥဒ္ဓမင်္ဂလာဗုဒ္ဓသာသနာတော်ကိုအရှင်ဘုရားဘာကြောင့်ဒီလောက်ကြီးညိုယုံကြည်လေးစားအားထားတာလဲဖရာဦးဇင်းတို့အနေနဲ့တော့ဗုဒ္ဓအပေါ်မှာအချွင်းမဲ့ယုံပါတယ်ဓမ္မအပေါ်မှာအချွင်းမဲ့ယုံပါတယ်ချွင်းချက်မရှိပဲအဲ့တော့ဘာကြောင့်ရှင်ဘုရားဒီလောက်ယုံတာလဲမေးပထမဦးဆုံးကြိုက်သွားတာတော့ဒါပဲကွာအတ္တဟိအတနောနာထောအဲ့ဒီဘိုးတော်ဝိဇ္ဇဇောတိတပတိလိုင်းနေဦးဇင်းတို့လှုပ်ခုပါတယ်အဲ့တော့ကျင်းတော့ကြံတော့သူတို့ဘာပြောလဲသူတို့ပြောလို့ရှိတာကိုတော့တခါမှမကြောက်ဘူးပါဘူးအထက်ကအမိန်နဲ့နော်အထက်ကခိုင်းတာလောက်ရတာတဲ့အဲ့ဒီအထက်ကိုမလုတ်ချင်လို့နော်ဘုန်းကြီးဝင်လာပါတယ်ဆိုမှအထက်နဲ့ပြန်တွေ့နေတယ်ဆိုတော့ကွာမလုတ်ဘူးအဲ့ဒီလို့ဗုဒ္ဓအဆုံးအမကဘယ်သူခိုင်းတာမှလုတ်เสียမလို့ဘူးဘာလဲတော့ကိုယ်အလုပ်ကိုလုပ်ရကိုယ်ကိုယ်သနာရင်ကောင်းတာလို့ပေါ့
ရှင်းလားကိုငဲ့ညာရင်ကိုတန်ဖိုးထားရင်ကောင်းတဲ့အလုပ်လုပ်ပေါ့နော်ကိုတန်ဖိုးမထားရင်တော့တောက်စားမူရည်ပျော်ပါထင်ရဆိုင်လှုပ်ချင်တယ်လို့လှုပ်ဘယ်သူနဲ့ဆိုင်လို့ဆိုတော့ကိုနဲ့ပဲဆိုင်တာကိုလမ်းကိုသွားရမှာပဲရှင်းသလားကဲဒီတော့အားလုံးမမေ့မလျော့မပေါ့စာပဲအပမဒေနသံပါဒေထဆိုတာအပမဒေထကုသိုလ်ကောင်းမှုတွေပြုဖို့ကိုမမေ့ကြပဲနဲ့ဟုတ်ပြီနော်မပြုဖို့လေကုသိုလ်ကောင်းမှုဆိုတာကံကောင်းမှဉာဏ်ကောင်းမှခမညာဗါလဲလေအဲ့တော့ဥစဉ်တရားတွေတော်အောင်လို့တော်နာဘူးတယ်လို့တချို့ကပြောထားတော့မေးကြည့်အောင်မယ်ဘာရှုံးပေါ့ဗျာအဲ့ဒါမရှုံးသေးနဲ့ဘာမရှုံးသေးနဲ့ခွက်မြင်သိရမယ်နော်ဒီလိုလုံးဖြူဖြူလေးဆိုတာညံ့နော်ချွန်ဖြူဖြူဆိုရင်နိဗ္ဗာန်နော်ဘုရားအနိဗ္ဗာန်တော့တစ်ထပ်ထည့်ထားတယ်နော်အဲ့တော့ဘာမရှုံးသေးနဲ့ဒါတွေသမီးတွေပစ္စည်းဥစ္စာတွေရှုံးကြရရှုံးပါစေဘာမရှုံးသေးနဲ့ဉာဏ်မရှုံးသေးနဲ့သဘောပါသလားဦးဇင်းတို့မိသားစုကျေးဇူးရှင်ခမဲတော်ကြီးရဲ့ကျေးဇူးကြောင့်စီဝါရေးအလောက်ကိုင်းနေအမတန်ဖြစ်ထွန်းပြီးတော့အသက်40ပတ်ဝန်းကျင်အဖေရှမ်းတောက်ဖြစ်နေတဲ့အချိန်စီဝါတွေကိုခဏနားပြီးတော့3နှစ်အဖေတရားရှာပါတယ်တရားရှာပြီးတော့ဒီသစ္စာတရားငါတွေ့ပြီငါတို့တကယ်အားထားရမှဓာကွမင်းတို့မိသားစုတစ်စုလုံးဓာလုံးလို့လမ်းကြောင်းလဲချပေးပြီးတော့အိမ်မှာဂျိုစိုးတွေအကုန်တန်းဝင်ပါတယ်နော်ပြဿနာပေါင်းစုံတဲ့ပစ္စည်းတွေလိန်ခံရညီတော်မောင်ကားတိုက်အစားရှိသဖြင့်ဆင်းရဲတွေလာတော့ဘေးပတ်ဝန်းကျင်ကဘာပြောလဲဆိုတော့မင်းတို့လုံနေတဲ့တရားကူကဖြစ်ပြက်ကိုတဲ့နမိတ်မှမရှိတာပြက်မှာပေါ့တဲ့ဖြစ်ပြက်တရားလုံးလို့ပြက်ကုန်တာလားအဲ့ဒါနော်ဟေးဖြစ်ပြက်ကြောင့်ပြက်တာမဟုတ်ဘူးကွာပြက်ရမယ်အမျိုးမို့လို့ပြက်တာအကြောင်းမကောင်းလို့အကျိုးမကောင်းအဲ့တော့တရားလှုပ်ထားခြင်းကြောင့်ဦးဇင်းတို့မှာဘာကျေးဇူးများခဲ့သလဲဆိုမိသားစုလုံးစိတ်ဓာတ်ရိမ့်ရိုင်ပြိုကွဲခြင်းမရှိဘဲနဲ့ကောင်းမှုကိုမှန်မှန်ကြီးလုပ်ပြီးတော့ဒီနေ့အထိဦးဇင်းတို့ခြေတက်လာပါတယ်အဲ့တော့ဘယ်သူပြောလို့မှငါတို့ဓမ္မပေါ်မှာရိမ့်ရိုင်သောအယူဝါဒမရှိခဲ့ပါဘူးအားလုံးကိုလည်းဒီလိုသိစေခြင်းပါတယ်နော်အကြောင်းတရားရှိရင်ရှိပါတယ်အကြောင်းရှိပြီးမှတော့အကျိုးမရှိခြင်းလို့မရပါဘူးကိုပြုထားတဲ့အကြောင်းဟာခံရမှလားမခံရဘူးလားအဲ့ဒါတချို့ကအရှင်ဘုရားတချို့သောလူတွေအာကုသိုလ်တွေဒီလောက်လုပ်နေတာဘာမှမဖြစ်ကြဘူးအချိန်မတန်သေးလို့ပါအကြောင်းမပြည့်စုံသေးလို့ပါရှင်းသလားတနည်းအားဖြင့်ကောင်းတဲ့ပြားရည်လေးချိုနေသေးလို့ပေါ့လေနော်အဲ့ဒါကိုသွားပြီးအဘိဇ္ဇာပွားရင်ပွားတဲ့လူမှာအာကုသို့များပါမယ်ဘယ်သူကိုမှမပြင်းပါပါနဲ့ဘယ်သူကိုမှမစော်ကားပါနဲ့သူ့အကြောင်းနဲ့သူပါပြုတဲ့လူကအသစ်ပါခင်ဗျာခံရတဲ့လူကကျွေးရှိလို့ဆက်လိုက်ကြရှင်းသလားအလဲကြမှမလွဲကြနဲ့ပေါ့ကိုပြုထားသမျှကိုခံရတာပါပဲရှင်းသလားကောင်းပြီဒါဖြင့်တို့ဇာလန်းလေးဏိကုံချုပ်ရအောင်တော်မူအပိုင်း3ဒီနေ့သွားမယ်နော်အဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးအောင်တော်မူတာအောင်ခြင်းတကအောင်နိုင်ခြင်းထဲမှာဘာကိုအောင်တာအမြတ်ဆုံးလဲလို့မေးရင်ဒီနေ့ဦးဇင်းကအတိလင်းပြောပါမယ်မိစ္ဆာဒိဋ္ဌိကိုအောင်နိုင်ခြင်းကအမြတ်ဆုံးပါပဲတဲ့သူရင်ထဲကမိစ္ဆာဒိဋ္ဌိကိုအပြင်မှာရှိနေတဲ့မိစ္ဆာဒိဋ္ဌိတွေကိုဘုရားရှင်တိုင်းသည်ချိန်မုံရပါတယ်ချိန်မုံတယ်ဆိုတာကဒါကဦးဇင်းတို့အမြင်ကပြောကြတာတကယ်ဘုရားရှင်ရဲ့အမြင်နဲ့ပြောရင်ကဲတင်ရပါတယ်ဘာလို့ ਆ လဲမိစ္ဆာဝါဒီများနစ်မွန်းမှာဆိုလို့ဘာဖြစ်ရလဲဘုရားဆိုတာဒီကောင်းတဲ့လူကယ်တာလားမကောင်းတဲ့လူကယ်တာလားအဲ့တော့ကျတို့ဘုရားကိုဘဲလိုက်တဲ့လူဖြစ်အောင်တော့လုပ်တယ်ကောင်းတဲ့လူမကယ်အင်္ဂုလိမာလပြစ်ထားမှာပေါ့ဗျသဘောပါသလားဘုရားတို့က
တော့ဘဲလိုက်တဲ့လူမျိုးတွေနော်ဟိုတချင်းကိုရှိပါတယ်ဗျကောင်းသူကဲတင်မြီမကောင်းတဲ့လူဖယ်ရှားမဲတဲ့ဆိုမဲအဟုတ်မှန်ဟုတ်တယ်ဟုတ်တယ်ကြရမင်းဒီထဲလာတဲ့လူတွေကောင်းတဲ့လူတွေကမကောင်းတဲ့လူတွေဖဲအခုတယောက်မှမကောင်းဘူးရှင်းလားလူကောင်းတွေမြင်အကုန်ကျွတ်တန်းဝင်ကုန်ပြီပေါ့တဲတို့အမားကင်းတဲ့လူရှိတာအဲ့ဒါဘယ်မလိုက်ကြနဲ့လူကိုလူလိုမြင်ပြီးတော့တန်းတူစိတ်ကလေးထားနိုင်ရင်ခင်ဗျားတို့ချမ်းသာပြီရှင်းနော်အဲ့တော့ဘယင်ကြီးဆိုးလဲဘယင်ကြီးဆိုးတဲ့ဘယင်ကြီးကျမ်းပါပါစေဝန်ကြီးကဆိုးလဲဆိုးတဲ့ဝန်ကြီးကျမ်းပါပါစေနော်သူကသူမသိလို့ဆိုးရှာတာမြန်မြန်သိပါစေဟုတ်ကဲ့လားမမနဲ့ကိုကနောက်ထပ်အာကုသို့မယူနဲ့ဒီကောင်လေးသိပါစေဆိုငါတို့စိတ်ထဲမှာလေဘာတွေဖြစ်သွားလဲအာကုသို့တွေဖြစ်သွားပြီဝဲမယူကြနဲ့ကျင်းသလားအကြောင်းတရားနဲ့အကြောင်းကောင်းရင်အကြောင်းပြည့်စုံရင်အကြောင်းစင်ကြယ်တော့ဒါပဲခင်ဗျားတို့ပြုခဲ့တဲ့အကြောင်းမစင်ကြယ်ခဲ့လို့ဒီနေ့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးအမြဲပြောတာအဲ့ဒါပဲမင်းတို့ဒါနသီလဘာဝနာနောက်ထားกว่าသစ္စာသိအောင်အရင်လုံးအဲ့ဒါဘာလို့ပြောသလဲဆိုတော့ပြည့်စုံသောစင်ကြယ်သောအကြောင်းလုပ်တတ်အောင်လို့ရှင်းသလားမလုပ်တတ်ရင်အခုခင်ဗျားတို့တောက်တစ်ခေါက်ခေါက်နေရတာအဲ့ဒါအကြောင်းမကောင်းပဲလို့ရှင်းသလားဂိုင်းသွားမယ်မနေ့ကရှင်ဘုရင်ကြီးနဲ့နော်ကျမရာမင်းကြီးနဲ့ဘယ်သူလဲဘောဓိပရပိုက်လောက်ပါဘယ်သူနဲ့တော့ဘောဓိပရပိုက်ကြီးကသူတော်တဲ့သူပြန်တော့မယ်နော်ရှင်မင်းကသူ့ကိုလှုပ်ကြံတာသူသိသွားပြီသိသွားတော့ပြန်မယ်ဆိုတော့နောက်ကဘယ်သူလိုက်လာလဲရှင်ဘုရင်တန်လေးပြစ်ချပြီးတောက်လျှောက်လိုက်သွားတော့ဟိုမှာတောက်လျှောက်လိုက်တယ်လို့ပြောရတာတခြားမဟုတ်ဘူးဘောဓိပရပိုက်ကသူ့ရဲ့တဲလေးထဲမှာတခါနဲ့သင်္ကန်းပရိခေယယူပြီးတော့တပိတ်ကလေးပိုက်တောင်ဝေးယူပြီးတော့အထွက်နောက်ကဘုရင်ရောက်ဒါချက်ချင်းလိုက်လို့ပေါ့အခမ်းအနားနဲ့ဒါ VIP ရှေ့ကခါထွက်မယ်ဆိုရင်မရောက်တာသေးကြတယ်ရှင်ဘုရင်တခါထွက်သူပဲကြီးချက်နေတာနဲ့ဟွာဟိမဝန္တာရောက်သွားပြီသဘောပါသလားအဲ့ဒါအမြန်လိုက်ရှာတယ်ဒီရှင်ဘုရင်ရှာပြီးတော့ဟိုကထွက်လာတယ်အရှင်ဘုရားတဲ့ဘယ်ကြွမလို့လဲဗျသပိတ်တွေသင်္ကန်းတွေတောင်ဝေးတွေနဲ့ခါတိုင်းရှင်ဘုရားသွန်းသွားလာတာဒါတွေမပါပါဘူးမဲသူကမသိချင်အောင်ဆောင်သေးတာနော်ဒါမျိုးလည်းလုပ်တတ်တယ်နော်တခြားမဟုတ်ဘူးတဲ့တကားကြီးမင်းနဲ့ငါနဲ့အဆွေခင်မွန်းပြက်ကြောင်းနေမင်းလုပ်ခဲ့ပြီတဲ့ဘာပြက်ကြောင်းဒါဆွေခင်မွန်းလို့ပြောတာဒါတော်တော်လေးကိုနှိမ့်နှိမ့်ချချပြောတာတကယ်တော့ဆရာတပည့်ဒီပရပိုက်ကဒီမင်းရဲ့ဗါလဲဆရာတပည့်အဲ့ဒါကိုဆရာတပည့်ကိုပြက်ကြောင်းမင်းလုပ်ခဲ့ပြီတဲ့အဲ့တော့ငါဒီနေ့ပဲဒီနေရာကနေထွက်ခွာတော့မယ်တဲ့ဟိမဝန္တာပြန်တော့မယ်အရှင်ဘုရားတဲ့တပည့်တော်ဘာအပြစ်များလုံးပြီလို့လဲဘုရားမဲသူကဘာမှလုပ်ပါဘူးတတ်ခိုင်းုံသက်သက်နော်ဒီလောက်ပြစ်ကလေးများဟုတ်လားဘာပြောပေါက်လာတော့မှတ်တာအဲ့တော့ဘာများအပြစ်လုံးပြီလို့လဲဘုရားဆိုတော့မင်းကြီးမင်းကငါမသိဘူးထင်ကိုမင်းအနားမှာရှိတဲ့မင်းမွေးထားတဲ့ခွေးပင်ကလသူ့လူကိုပဲသားဟုတ်ပါဘူးသူခွေးကိုပဲသားအဲ့တော့ပင်ကလကငါ့ကိုပြောတယ်တဲ့မင်းတန်လျက်ပေးပြီးအမတ်9ယောက်ကိုငါ့ကိုလှုပ်ကြံဖို့ပြောလိုက်တယ်အမိတ်ပေးထားတယ်လို့ပြောတယ်သိကြတယ်နော်ဘုရားအလောင်းတော်ကိုဟိုကခွေးကလည်းအသေးချာပြောတယ်ဘုရားအလောင်းတော်ကလည်းနားလည်ပါတယ်မဂ္ဂရစကားကိုနော်အဲ့တော့ပင်ကလကငါ့ကိုပြောတယ်အဲ့တော့မင်းအဆွေခင်မွန်းပြက်အောင်လုပ်ခဲ့ပြီတဲ့အဲ့တော့မင်းကြီးမှတ်ထားအဆွေခင်မွန်းပြက်ကြောင်3ပါးရှိတယ်တဲ့ဘယ်နှပါးလဲအတူတကွပေါင်းဖော်လွန်ခြင်းကြောင့်လည်းပြက်တယ်တဲ့ဘာဖြစ်လဲ
တူတကွပေါင်းဖို့လုံးချင်းတော့လေးစားအပ်တာကိုမလေးစားတော့ယိုသေးထိုက်တာကိုမယိုသေးမထီမဲ့မြင်ပြုလာရှင်းတယ်နော်အဲ့ဒါသိအရေးကြီးတာအဲ့တော့အခုယိုသေးထိုက်လေးစားထိုက်တဲ့ဘုရားတရားသံဃာနဲ့ကြတော့ခင်ဗျားတို့ချင်းကပ်မိတယ်ဆိုရင်ယိုသေးထိုက်သူကိုမယိုသေးလေးစားထိုက်သူကိုမလေးစားမထီမဲ့မြင်ပြုခဲ့ရင်ဘယ်သူနာမလဲအဲ့ပြုသူနာလိုက်ဟိုအပြုခံရတဲ့လူတော့ဘာမှနှိမ့်မွန်းသွားတာမရှိဘူးရှင်းသလားသာသနာတော်ကြီးနဲ့နေတာနေတတ်ရင်အကျိုးများသလားမနေတတ်ရင်ကျိုးကပ်မယ်ခင်ဗျာပြန်ဖတ်ဆယ်စရာကိုမရှိတော့ရှင်းသလားအားလုံးသဘောပေါက်ဖို့လိုပါတယ်တချို့ကပြောပါတယ်ဥစဉ်လာလျှောက်တယ်အရှင်ဘုရားတဲ့လူတွေမကောင်းတာသာပြောနေရတာဘုန်းကြီးတွေကလည်းကောင်းတာမဟုတ်ဘူးဗျာခြေကနံပေးတဲ့ဘုန်းကြီးနဲ့အရက်တောက်တဲ့ဘုန်းကြီးနဲ့နော်ဘုန်းကြီးပြောပြပြီဥစဉ်နော်ဘုန်းကြီးမရှိတော့ဘူးဟုတ်လားဥစဉ်အဲ့တော့အဲ့လိုဥစဉ်တွေကတဘုံကြီးတဲ့မှန်တယ်လို့ဒါကြုတ်လည်းသိအဲ့တော့ခင်ဗျားတို့သာသနာကိုစောင့်ရှောက်ခြင်းဘယ်လိုလုပ်ကြမလဲနီးရှိပါတယ်ဘုရားတို့သာသနာသံဃာအပေါ်မှာယုံကြည်ကိုးကွယ်စည်းကပ်မှုသံဃာအရေးမြင့်တဲ့လက်ကိုချီထားပြားဖို့အောင်ကြတော့ရိုသေသွားဆက်ဆံနေရင်အဲ့ဒီပုဂ္ဂိုလ်တွေမဟုတ်တာလောက်ကိုမလုပ်ရဘူးရှင်းသလားဒီလိုမိုးဘုံမြို့မှာငယ်ငယ်တုန်းကပေါ့အခုတော့မပြောလို့ပါဘူးငယ်ငယ်တုန်းကရဟန်းတော်တွေမြို့ထဲမှာနေလေနေကင်းမမြင်အောင်နဘေးဆိုင်ထိုင်တာခောက်ဆွဲဆိုင်ထိုင်တာဘောလုံးပွဲရှိတာမတွေ့ရပါဘူးဘာဖြစ်လို့လဲဆိုတော့လာတဲ့ဆိုရင်သူကနဘေးဆိုင်ထိုင်တဲ့တခါတည်းတွေ့တဲ့လူကအကုန်လုံးဆိုင်တဲ့ထိုင်တော့နေတဲ့လူအစချစ်ခိုးဝိုင်းကြတော့ကြနဘေးဘိုးကကြဆိုကြတော့ဒီကိုတော့မထိုင်ရဲဘူးရှင်းနော်သဘောထားဖို့သာသနာကိုငါတို့ဘယ်လိုပြုကြမလဲဆိုတာလေဘုန်းကြီးကြောင့်သွားခြေကနန်းတောင်းတဲ့လူကသာသနာပြုတာလားသာသနာဖျက်တာတို့လည်းတို့ဘက်တို့မနိုင်တော့နိုင်တဲ့ဘက်ထောင်းမှာပဲဒီနမတတ်နိုင်ရှင်းသလားအဲ့ဒါပဲနိုင်တဲ့ဘက်ကထိမ့်ပြီးတော့တို့သာသနာစင်ကြယ်အောင်ကြိုးစားမယ်ဘုန်းကြီးလုပ်ပြပြီနော်ယဟန်တော်တွေအကြောင်းကိုသွားပြီးဘေရင်သွားမမေးပါနဲ့ဟုတ်ပြီနော်ရှင်းသွားမတွက်ပါနဲ့ရှင်းလားအဲ့လိုသွားတဲ့လူကသာသနာပြည့်ကျင့်တတ်လားအဲ့ဒါသိရေးကြည့်တယ်မင်္ဂလာဆောင်ဖို့ရက်သွားမတောင်းနဲ့ပေါ့ဗျာမင်္ဂလာဆောင်တဲ့ဘုန်းကြီးနဲ့ဘာဆိုင်တော့အဲ့ဒါအကြီးဆုံးပြည့်တည်သိပါဗျာဘယ်နေ့မင်္ဂလာဆောင်ဆိုအဲ့ဒီဘုန်းကြီးဘာပြည့်တဲ့ဘုန်းကြီးတွေသိပါတယ်သဘောပါသလားအဲ့ဒါသိရေးကြည့်တယ်နော်အဲ့တော့အားလုံးသာသနာကိုကောင်းစွာစောင့်ရှောက်တတ်အောင်ကြိုးစားပါနော်ပေါင်းဖော်လွန်ခြင်းကြောင့်လည်းအဆွေခင်မွန်ပြတ်တယ်အဲ့ဒါလေးထားဖို့လိုပါတယ်နော်ကင်းကွာလွန်ခြင်းကြောင့်လည်းအဆွေခင်မွန်ပြတ်ပါတယ်တဲ့မပေါင်းမသိမဲ့နေတာကြာလာတော့ဦးဇင်းတို့တငယ်ချင်းတွေငယ်တငယ်ချင်းတွေရှိပါတယ်အဲ့တော့10နှစ်15နှစ်နေမှအခုပြန်တွေးကြတော့ဟာတငယ်ချင်းဘယ်လိုလဲဘယ်ညာလဲဘေးကပြောကြတယ်ရှင်ပြအဲ့ဒါတငယ်ချင်းလားဟုတ်တယ်အဲ့လူဘယ်လိုနေတော့မသိဘူးကွာငယ်ငယ်တုန်းကတော့ကောင်းတာပဲမပေါင်းတာမသိတာကြတော့အခုသူဘာလုပ်နေမှလဲမသိဘူးဘယ်လိုအရှင်းစာရိတ္တရှိမှလဲမသိဘူးအဲ့တော့ဘာပြောနိုင်လို့ဆိုငယ်ငယ်တုန်းကတော့ကောင်းတာပဲသဘောပါသလားကင်းကွာလွန်ခြင်းကြောင့်လည်းအဆွေခင်မွန်ရက်ပါတယ်ရှင်းသလားမတောင်းသည့်မတောင်းအပ်တာတွေတောင်းလွန်ခြင်းကြောင့်လည်းဆွေခင်မွန်ဒီကောင်ကတငယ်ချင်းပဲဆိုပတ်စံလူတိုင်းသွားချီးနေကြတော့မုန်းကုန်ပါဘောဗျရှင်းသလားအဲ့တော့မတောင်းသင့်မတောင်းအပ်တာကိုတောင်းခြင်းကြောင့်လည်းဆွေခင်မွန်ပြတ်တယ်ပြတ်ကြောင်းဘယ်နှပါလဲဒါကိုအားလုံးချစ်ခင်ခင်ညီညွတ်နေခြင်းရဲ့ဦးဇင်းနမူနာလေးတစ်ခုပြောအောင်မယ်ရံဖြစ်ကြတယ်ဆိုတာမမြင်ဘူးတဲ့လူရံဖြစ်တာလားခင်တဲ့လူတွေရံဖြစ်တာလားအဲ့ဒါမတွေ့ဘူးတဲ့လူကတယောက်နဲ့တယောက်အသက်လွတ်တော့ထားမထိုးဘူးမုန်းတယ်ဆိုတာဘယ်လိုလူတွေမုန်းရှစ်တဲ့လူတွေမုန်းတာရှစ်ထားလို့မုန်းတာပေါ့ဒါမို့လေဥစုမင်္ဂလာရှင်ပြသိမုန်းတာဆိုသဘောကျသူ့ရင်ထဲမှာချစ်တယ်ရှိနေတယ်ရှင်းသလားအဲ့ဒါပဲသိပေါင်းဖော်လုံးရင်အဆွေခင်မ
ပြက်တယ်ဒါကြောင့်ဦးဇင်းကတပည့်တွေမှားတာဘယ်သူနဲ့မှလည်းအလွန်ကြီးမရောနဲ့အလွန်ကြီးလည်းကင်းပြမနေနဲ့တွေ့တဲ့မျက်နှာထားတင်းတင်းကြီးနဲ့ဘယ်သူမှထိမထင်လို့လုံးရင်ရိုက်ခံမှာရှင်းသလားသိပေါင်းဖို့လုံးရင်လည်းပြဿနာချုပ်တော့ရှင်းတယ်နော်ဒါမို့ဦးဇင်းတို့ကြောင်းတက်လာတယ်ဘယ်သူနဲ့မှမတည့်တယ်လို့မရှိဘူးတစ်ချိန်တစ်ခါမှရမဖြစ်ဘူးဘာဖြစ်လို့လဲဆိုဒီလူကဟိုလူကြောင်းလာပြောရင်ဒီဘက်နားဝင်ပြီးဟိုဘက်နားထွက်ဟိုဘက်ကလာပြောရင်ဒီဘက်နားဝင်ဟိုဘက်နားဘောက်ကတဲ့တဲ့ကြီးပြဟမ်ထွက်လို့မရဘူးလားညာနာဝင်ပဲထွက်ဘယ်နာဝင်ညာထွက်ပါးစပ်ဘောက်ကလာမထွက်နဲ့ထွက်ရင်ပြဿနာတက်တော့မှာရှင်းလားအဲ့ဒါငြိမ်းအေးအောင်နေနီလက်ဆောင်ပေးတာနော်အဲ့ဒါမပြီးမှသို့လို့ဆက်သွားမယ်အဲ့တော့ဗောဓိပရပိုက်ကြီးကပြောလိုက်တယ်အဆွေခင်မွန်းပြက်ကြောင်းနေမင်းလှုပ်ခဲ့ပြီတဲ့လောကမှာအဆွေခင်မွန်းပြက်ကြောင်း၃ပါးရှိတယ်တခါကြီးတဲ့အဲ့တော့မင်းနဲ့ငါနဲ့အတူပေါင်းဖော်လာတာ12နှစ်ကျော်သွားပြီ73နှစ်ထဲရောက်လာပြီဆိုတော့ငါသွားသင့်ပြီရှင်းသလားအဲ့ဒါလိုပြောတော့ဟိုကတောင်းပန်တဲ့အရှင်ဗျာတဲ့တပည့်တော်အမားလည်းမှားခဲ့ပါပြီမှန်ပါဘုရားတပည့်တော်သိပါပြီတဲ့ခြေတော်ဥခိုက်တောင်းပန်ပါတယ်တပည့်တော်ဧကရစ်ဘယင်တစ်ပါးဖြစ်ပေမဲ့အရှင်ဘုရားရဲ့ခြေတော်ကိုဥခိုက်ပြီးတော့ဘုရားတပည့်တော်တောင်းပန်ပါတယ်ဘုရားဒီနေရာတော့ဒီဘယင်အတော်တော်တယ်လို့ပြောမှာမို့ဗျာနော်တော်တဲ့အပိုင်းကတော်သလိုပေါ့လေမတော်တာတော့မတော်ဘူးပြောရမှာပေါ့ဟုတ်လားဒီနေရာတော့ဒီဘယင်တော်တယ်အရှင်ဘုရားတပည့်တော်ဘယ်သူမှဥညွတ်ရတဲ့လူမဟုတ်ပါဘူးတဲ့ဒါပေမဲ့အရှင်ဘုရားကိုတပည့်တော်ကြော့ပါတယ်ဘုရားခြေတော်ဥခိုက်ကြော့ပါတယ်တပည့်တော်ကိုအပြစ်ကြီးငယ်ဆုံးမပါအောင်ခွင့်လွတ်ပါဗျာတောင်းပါနဲ့နော်မင်းကြီးတဲ့သင်ဟာမစင်မကျင်ပြုတ်ခဲ့တဲ့အတွက်ဘာလဲနောက်တစ်ဖန်ပေါင်းဖော်ခြင်းငါခက်သွားပြီသင်ကိုလည်းငါမယုံတော့ဘယ်ချိန်ကောက်တတ်မယ်မှမသိပဲသဘောပါလားအခုပြေလေတဲ့အရှင်ဘုရားလို့နေပြီခဏပြေကြတော့ထိတ်ချရင်ချနေမှာဟုတ်ဗျသဘောပါလားအဲ့တော့မင်းလည်းငါမယုံတော့ဘူးတဲ့ငါကိုလည်းမင်းမယုံဘူးဟုတ်တယ်လေယသိကိုတကယ်ယုံရင်ဒီပြဿနာဖြစ်เสียအကြောင်းမရှိဘူးတကယ်တော့ငါဆရာသမားငါ့ကိုကောင်းကျိုးဆိုပြီးဆုံးမနေတာဒီလိုစိတ်ရင်းကောင်းတဲ့ဒီလိုဖြောင့်မတ်တဲ့ပုဂ္ဂိုလ်ကဒီအလုံးမျိုးမလုပ်ဘူးလို့သာယုံကြည်ထားရင်ဒီပြဿနာမတက်ဘူးအဲ့တော့မင်းကိုလည်းငါမယုံသလိုငါ့ကိုလည်းမင်းမယုံဘူးဆက်ပေါင်းဖို့လို့မရတော့အဲ့တော့ဖဲငါသွားမယ်ဆိုတော့ဘယင်ကဘလို့မှတောင်းပန်လို့မရတော့ဘူးဒါနည်းနည်းချုပ်ပြောတာပေါ့ဗျာနော်အရှင်ဗျာတဲ့ဘလို့မှတောင်းပန်လို့မရရင်လေတပည့်တော်နောက်ဆုံးတစ်ခုတော့အခွင့်ပေးသနာတော်မူပါနောင်များအကြောင်းညီညွတ်လို့ရှိရင်ဘုရားတပည့်တော်စီအလှည့်ပေးလိုက်ပါဦးရှင်ဘုရားသွားမဲ့ခရီးလဲသွားပါတပည့်တော်ဒုက္ခရောက်တဲ့အချိန်ပြစ်မထားပါနဲ့ဘုရားတော့သူဆင်းရဲကြဲအောင်ပေါ့လေနော်ရှင်ဘုရားနဲ့တပည့်တော်နဲ့12နှစ်ကျော်73နှစ်တိုင်တိုင်ဆွေကင်မွန်းဖြစ်ခဲ့တာလေး6ထားပြီးတော့အကြောင်းများပေါ်ခဲ့ရင်လာပြီးတော့ကဲပါအောင်ဘုရားဒီလိုကြတဲ့အာကိုဗျာရောနော်အဲ့တော့မှဘဝယသိယဟန်ဆိုတော့ခွင့်လို့ရတာပေါ့ဗျာဂိုင်းတကာကြီးရှိသေးမင်းအပြစ်ကိုလည်းငါဘာမှမယူဘူးသိခံပါတယ်ဒါပေမဲ့သင်မင်းကြီးမစင်မကျင်မလုပ်ပါနဲ့ဟုတ်ကဲ့လားစင်ကျင်ပြီးမှလုပ်ပါဘယ်အလုံးမှအစောတလျင်မဆုံးဖြတ်တဲ့တကာကြီးတဲ့အစောတလျင်ဆုံးဖြတ်ရင်မှားလိုက်ပဲဟုတ်ပြီနော်အဲ့ဒါလိုပြောပြီးတော့ကဲအကြောင်းများတိုက်ဆိုင်ခဲ့လို့မင်းများဒုက္ခရောက်နေတဲ့ငါသိခဲ့ရင်လည်းလာတာပေါ့အခုတော့သွားမယ်ဆိုပြီးတော့အဲ့ဒီဂတိလေးတစ်ခုပေးခဲ့ပြီးတော့ဟိမဝန္တာကြွသွားဘယ်ကြွသွားကဲဟိမဝန္တာကြွသွားပြီဆိုတော့ဒီဇလံပြီးဖို့ရမပြီးဘူးဗျဖြောင်းမှမှန်ကန်တဲ့ပုဂ္ဂိုလ်မရှိတော့ဘယ်သူတွေခေါင်းထောင်လာလောကမှာအမှန်နဲ့အမှားကဒါပဲတရားနဲ့မတရားဓမ္မနဲ့အာဓမ္မဟာအမြဲတမ်းရှင်းနေခဲတော့ဓမ္မကြီးပဲလိုချင်လို့လည်းဘယ်သောအခါမှမရပါဘူးအာဓမ္မကြီးဖြစ်ချင်လို့လည်းမရပါဘူး
ဓမ္မအားကောင်းနေရင်အာဓမ္မမရှိပါဘူးအာဓမ္မပါနေတယ်အာဓမ္မကအားကောင်းနေရင်ဓမ္မအားနေနေတတ်ပါတယ်ရှင်းတယ်နော်အဲ့တော့အခုဘာအားနေနေလဲအဲ့ဒါခင်ဗျားတို့ပေါ့လို့ပေါ့ရှင်းလားဘယ်သူမပြုဓမ္မဘက်တော်သားတွေနဲနေလို့အာဓမ္မကြီးစိုးနေရှင်းတယ်နော်အဲ့တော့ဘယ်ဘက်ကနေဒီဓမ္မယုံနဲ့တော့ကောင်းတာလေးသာပြောပါအဲ့တော့ဟိုလူတွေသေပါစေဒီလူတွေသေပါစေဟိုလူမုန်းလိုက်တာဒီလူမုန်းလိုက်တာမလုပ်ပါနဲ့အဲ့ဒါအာဓမ္မအလုပ်ပါရှင်းသလားဘယ်သူမပြုငါတို့ရဲ့ပေါ်ယုံမှုကြောင့်သာသနာဟာကွယ်လူဖြစ်နေပြီဒီနေ့သာသနာဘယ်သူတွေမှတာဝန်ရှိလဲဘုရားတို့ကျုပ်တို့အားလုံးမှတာဝန်ရှိတယ်ဆရာသမားဖြစ်တဲ့ယဟန်တန်ဃာတွေမှလည်းတာဝန်ရှိသလိုတပည့်တွေမှလည်းသာသနာဟာဥထံပဲ့ထမ်းမှရတယ်ယဟန်တန်ဃာတွေကြီးကောင်းနေလို့လဲမရဘူးလူတွေကြီးတရားပွားနေလို့လဲအဲ့တော့ယဟန်တန်ဃာများဘက်ကလည်းပြုပြင်စရာရှိတာပြုပြင်ရှေးဆောင်ရှေးရွယ်ပြုရမယ့်ကိစ္စကိုရဲရွယ်ပြုပြီးတော့တရားဓမ္မများအနေနဲ့လေပြုပြင်စရာရှိတာပြုပြင်ပြီးတော့သာသနာကိုအကောင်းဆုံးထောက်ပံ့နိုင်အောင်ကြိုးစားကြမှနလန်ထမယ်အခုမောင်းရက်လဲနေပြီနော်ရှင်းသလားနိုင်အောင်ကြိုးစားကြမှနလန်ထမယ်အခုမောင်းရက်လဲနေပြီနော်ရှင်းသလားရသလားတတိရှိလို့လားတိတ်အရေးကြီးတယ်တိတ်အရေးကြီးတယ်တတိရှိဆိုဘယ်သူမှထားချကြမလို့ဘူးဓမ္မဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးမယ်ဘယ်မှထွက်ပြီးအော်မနေနဲ့ဘယ်သူမှလည်းမကျေနပ်ဘူးပြောမနေနဲ့အကောင်းဆုံးဖြစ်အောင်ဘယ်သူအဆုံးအမတိုင်းနေမှာကျင့်သုံးမယ်ဘယ်မှထွက်ပြီးအော်မနေနဲ့ဘယ်သူမှလည်းမကျေနပ်ဘူးပြောမနေနဲ့အကောင်းဆုံးဖြစ်အောင်ဘယ်သူအဆုံးအမတိုင်းနေမှာအဲ့ဒါဓမ္မလမ်းစဉ်မိမိအတွက်နဲ့ဘယ်သူမှဒုက္ခမရောက်ပါစေနဲ့မိမိရဲ့ကာယကံဝစီကံမနောကံကြောင့်တပါးသောပုဂ္ဂိုလ်တဦးတစ်ယောက်မှကိုယ်လည်းမဆင်းရဲပါစေနဲ့နေနိုင်သလားကျင့်နိုင်သလားအားနေလိုက်တာနေနိုင်သလားကျင့်ပါလားတန်နိုင်ခွဲတော့ဇွတ်ဆွဲမှရတဲ့မျိုးကိုထောက်ခံသလားထောက်ခံဆိုမှထောက်ခံမတယ်ထောက်ခံမှာကိုယ်စဉ်းစားဆိုရင်တုံနေနဲ့ကောင်းအောင်လုပ်ကြမှာလားလှုပ်ထိုက်မလှုပ်ထိုက်ဦးသိရှိမို့လို့ပြောတာလားယောကတော့ဇွတ်မလှုပ်ခိုင်းဘူးကြိုက်တယ်လို့လှုပ်ရှင်းသလားဘုသူလမ်းဘုသူရှောင်းဒါပါပဲ do as you like ဝါဒနာပါလို့နော် do as you like မင်းကြိုက်တာလုပ်ပါနော်ကိုလမ်းကိုရှောင်းကိုသမိုင်းကိုရေးရသေရညောင်ဆောင်လျောင်းဆက်တမငါတော့မာပြီဆိုကဲမဲ့လို့မရှိဘူးရှင်းသလားကောင်းပြီအဲ့ဒီမှာဓမ္မဘက်တော်သားသွားတော့အာဓမ္မတွေကြီးစိုးလာတဲ့မိစ္ဆာဝန်ကြီး9ယောက်ခေါင်းထောင်လာအဲ့တော့သူတို့ဘာပြန်လုပ်လဲတစိုးလက်ဆောင်ပြန်ယူအာဓမ္မမှုတွေပြန်လုပ်အာဓမ္မစီရင်တိုင်းပြည်ကြီးတစ်ခုလုံးငကိုအတိုင်းဘလောင်ပလဲဗျံပဒအကုန်ပြန်ဖြစ်သွားရှင်းနော်အဲ့တော့ပြည်သူပြည်သားတွေအဲ့ဒီချိန်သိပ်ပျော်နေတာပေါ့ပျော်မလားမပျော်ဘူးလားအဲ့ဒါနော်အာဓမ္မတွေကြီးစိုးလာတော့အလုံးစိတ်ဆင်းရဲပြီးဒုက္ခတွေရောက်အာဓမ္မဘက်တော်သားတွေကကြီးပွားပေါ့ဗျာအဲ့ဒါလိုဖြစ်နေလိုက်တဲ့အခါကျတော့ဗျံပဒဖြစ်ပြန်တော့ပြည်သူပြည်သားတွေတောင်းတလာပြီဩဘောဓိပရပိုက်ဘယ်သွားခဲ့ပါလဲနော်တော့ကဲတင်ရှင်မဲ့ပြောတာဟုတ်ကြနော်သူကသူတော့ဘယ်သူမှဂုံယုံမထပါဘူးဘယ်သူကဲမလဲပဲစောင့်လို့ပါရဏတိဘီရကောင်းပြီပြောတာနော်အဲ့ဒါရှင်ဘုရင်ကလည်းဘောဓိပရမိုက်လွမ်းနေတဲ့စကားပြောတော့ငါခါတိုင်းဆိုရင်ဒီယသိဒီဟန်းကငါ့ကိုစိတ်ထားလေးတွေထားအောင်ဆုံးပါ
အကျင့်သီလလေးတွေပြည့်စုံအောင်ဆုံးမတရားလေးနာလို့အေးချမ်းလိုက်အခုတော့ငါတရားလဲမနာရဆုံးမမဲ့လူလည်းမရှိပါလားတောင်းတနေတန်ကိုဒီမိစ္ဆာဝန်ကြီး9ယောက်ကကြားသွားဟာဟဲ့ကောင်လေးဘောဓိပြန်လာလို့တော့မဖြစ်ဘူးဟမ်ဘောဓိပြန်လာရင်သူတို့ဘာဖြစ်မလဲဒုက္ခရောက်တော့မှလက်တိတ်တော့မှဒီတစ်ခါလက်တိတ်ယုံတိတ်တော်သေးတာပေါ့သဘောပါလားအဲ့တော့အဲ့ဒီဘောဓိပြန်မလာအောင်တို့ဘယ်လိုလုပ်မလဲကြံကြအောင်ဆိုတော့မိစ္ဆာဒိဋ္ဌိဟာဘယ်လိုအကြံကြံမလဲမိစ္ဆာဒိဋ္ဌိအကြံမကြံမနော်ဒါဖြင့်လှုပ်တော့ကောမိစ္ဆာလှုပ်ပဲမကောင်းမှုပဲလုပ်မှာပေါ့ပြောတော့မိစ္ဆာပြောပဲပြောမှဆိုချင်းချင်းတိုင်ပင်ကြတဲ့ဘောဓိပရိပတ်12နှစ်တိုင်တို့နန်းတော်ထဲမှာဆွန်းစားတာဘာကြောင့်လဲကွာငါတို့စဉ်းစားရအောင်အဲ့ဒီမှာအဖြေသွားတွေးတယ်မိစ္ဆာတွေအဖြေတွေးတခြားမဖြစ်နိုင်ဘူးဘာလို့ငါတို့ဘယင်ရဲ့မိဖုရားသိချောတာအဲ့တော့ဒီဘောဓိမိဖုရားကြိုက်လို့စားနေတာနေမှာပဲဟောမိစ္ဆာဘာကြံအဲ့ဒါဖြေရထွက်တယ်သူတို့လည်းကြိုက်နေလို့နေမှာပဲသဘောပါလားအဲ့ဒါအဖြေပဲလေအဲ့တော့သူတို့ကိုယ်နဲ့နိုင်ရင်အဲ့ဒါသူတို့ကိုချင်းစာကြည့်တာမိဖုရားကြောင့်နေမှာပဲအဲ့တော့ငါတို့ဒီလိုလုပ်အောင်ဘောဓိပရပိုက်ပြန်မလာအောင်မိဖုရားကြီးရှင်းပြဟာလာပြီသဘောပါလားအဲ့တော့မိစ္ဆာကမှန်တဲ့အလုပ်တော့မလုပ်တတ်ဘူးသူဘာပဲလုပ်တတ်မာယွန်းနဲ့ချွတ်ချော်တဲ့အကုသိုလ်အလုပ်တာသူတို့ကြွားကျင်တယ်ကုသိုလ်ဖြစ်အောင်ဘာမှမလုပ်တတ်တဲ့လူမျိုးရှင်းတယ်နော်ဒါတို့လည်းအဲ့ဒီအနတ္ထကုသလတဲ့မပါစေနဲ့ရှင်းလားဒီလိုဟာမှားသလားမှန်သလားကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ပါအကောင်းဆုံးဝေဘာနိုင်အောင်ကြိုးစားပါရှင်းတယ်နော်အဲ့ဒီမှာနေမိစ္ဆာဝန်ကြီး9ယောက်အကြံဉာဏ်ထုတ်ပြီးရှင်ဘုရင်ကိုလာပြန်ပြီကြောက်တော့ပြန်ပြီအသိမင်းကြီးတဲ့တင်မင်းကြီးကလည်းဘောဓိပရပိုက်တန်တဘောဓိပရပိုက်ကရှင်မင်းကြီးအာနန္ဒုဘလို့ကြမ်းနေတာလာပြန်ပြီအရှင်ဘုရင်အကြောက်ဆုံးကပါလေအာနာပေးလိုက်ရမှာအကြောက်ဆုံးအဲ့ဒါသွားထိရင်တော့မရဘူးလေနော်အဲ့တော့ဟာမင်းတို့ကဟုတ်ရလားသွားပြီသူကသူတော်တယ်မင်းတို့ဘာတွေပြောနေတာဩသင်မင်းကြီးကမသိပဲနဲ့ကျွန်တော်တို့ပြောရင်မယုံဘူးအရင်တခါလဲဒါသီလေးကျွန်တော်တို့ကံကောင်းသွားတာအခုဘောဓိပရပိုက်ကရှင်မင်းကြီးမိဖုရားနဲ့ဆက်သွယ်ရှိတယ်ဟာပြီနော်မိဖုရားကြီးစီကိုစာပါလာတယ်သူတို့စာကျွန်းတော့စကားပါလာတယ်ဟေးဘာလဲတော့မိဖုရားကြီးဆိုတော့လာပြီလေမယားထီးမဟုတ်လဲကြည့်နေတာပါပဲဟမ်အဲ့တော့ဘာတဲ့တုံးกว่าဆိုတော့ဟေးမိဖုရားငါနန်းတော်လာပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်ခြင်းနဲ့မင်းရှင်မင်းကိုလောက်ကြံပေးပလားလို့ဘောဓိပရပိုက်ကဒီလိုပြောတယ်တဲ့သူရှင်မင်းဟင်အဲ့ဒါဆိုငါမိဖုရားဘာပြန်ပြောလဲဩဘယင်သားရာအလွယ်လေးပါဟုတ်တယ်လေသူကအနည်းဆုံးနေတာဟုတ်နော်ဘယင်သားရာအလွယ်လေးပါတဲ့သင်လာတာလာခဲ့ထီးပြူတစ်လက်အမယ်ဒီလိုပြန်ပြောတယ်တဲ့အမှန်လေးလားဘလောင်းပလဲတယ်သူဟိမဝန္တာနဲ့သွားပြီဟုတ်ပြီနော်အဲ့တော့ကြောက်တော့ရှင်ဘုရင်ကလည်းအဲ့ဒီနေရာအုံနောက်ကမရှိပြန်နော်အုံနောက်မရှိဆိုတော့လေသူအသေးသွားထိတာဘူးနော်အဲ့တော့အဲ့ဒါလို့လားဟာသင်မင်းကြီးကမယုံဘူးကျွန်တော်တို့မှသက်သေရှိတယ်ဆိုတော့ဆိုသက်သေပြလို့ပြောလိုက်ရင်ဒါကာယကြီးပေါ်အောင်မှာဒါပေမဲ့ရှင်ဘုရင်ကလည်းလေအဲ့ဒါဆိုဘယ်လိုလုပ်မလဲဘယ်လိုလုပ်အောင်မလဲသင်မင်းကြီးမိဖုရားရှင်းပလိုက်မဟုတ်ရင်ဘောဓိပရပိုက်ပြန်လာနေတယ်ဟုတ်ပြီနော်အဲ့တော့ထုံးစံတိုင်းပဲရော့ခုတ်ဟမ်ဘာပေးလိုက်ပြန်လုံအကုသို့လုံမင်းတို့ကလုံဟုတ်ပြီနော်
ရောတန်လေးအမေတို့အဲ့ဒါဘီဘီယာကိုမသိအောင်ဖြောပြပလိုက်ကြကုရီတွင်နဲ့အကုန်လုံးပိုင်းပိုင်းတစ်တုံးပြီးတော့ပြစ်ချလိုက်ဆိုတော့မိဖုရားသိပါရောနော်မိဖုရားကတော့ဘုရားလောင်းလို့ပညာလည်းမရှိသူနာသူခွေကိုယ်ပဲသားလည်းမရှိဖြစ်နေနော်အဲ့တော့မိဖုရားသိတဲ့အခါမှာသား၄ယောက်ရှိသားဘယ်နှယောက်ရှိ၄ယောက်ကဟာတိုင်းပြည်တစ်ခုလုံးလဲအတန်နေထွက်လာတယ်ဟာသူတို့ဖုံဖုံဖိဖိလှုပ်ထားတာပဲ9ယောက်6ယောက်ထဲတိုင်ပင်ပြီးတော့အမ9ယောက်နဲ့ရှင်ဘရင်6ယောက်ထဲတိုင်ပင်ပြီးလှုပ်ထားတဲ့အလုပ်ပဲဒါပေမဲ့တရင်ကဖုံမရပါဘူးမကောင်းမှုဟူသည်စိတ်ွယ်ရာမရှိဆိုတော့အမ9ယောက်ကမိဖုရားလှုပ်ကြံတဲ့တရင်ဟာတိုင်းပြည်မှာအော်တောင်းနေဖြစ်သွားဟာငါတို့မိဖုရားကြီးဘာမှအပြစ်မရှိဘဲနဲ့အသက်ခံရတယ်တော်တော်ဆိုးတဲ့ပုဂ္ဂိုလ်တွေပဲနော်အဲ့ဒါလို့တရင်တွေထွက်တော့သား၄ယောက်ကဟာငါတို့မေတော်ကြီးကိုဒါသက်လောက်ကြံခါအဲ့တော့ဒီဘယင်သတ်ဖြစ်လာပြီဟမ်ပုံကံနဲ့ခြားနာတယ်တခါတည်းခြားကြွလာကြတယ်အဲ့တော့ဘာဖြစ်သလဲဆိုတော့ဒီဘယင်ကသူတို့ရဲ့ပါလေအဖေအဲ့တော့အဖေပြစ်မှားတော့မယ်နော်အဲ့တော့အားလုံးကမချေနဲ့တော့ဘူးအမေကိုအပြစ်မရှိပဲတတ်ရမလားဆိုပြီးဒီအမကြီးတွေနဲ့ဒီဘယင်တတ်မယ်ပေါ့အားလုံး၄ယောက်ကပုံကံခြားနာတော့တိုင်းပြည်ဘလောင်မလဲဖြစ်လာဝယုံသုံးကဖြစ်လာတော့အမကြီးအဲ့ဒီမှာဘောဓိပရပိုက်ကအဲ့ဒီအချိန်မှာပဲတိုက်ဆိုင်ဟိမဝန္တာတော်တဲ့နေရာကနေပြီးတော့သူချင်းသီးနဲ့ဆာလိုးလာပြန်တယ်ကျမကြီးချွတ်တက်လာတော့သူဒီတခါတော့နန်းတော်နာမကတ်တော့ဝေပစ္စံတတိနော်ဘယ်လဲပစ္စံတတိဆိုတော့တိုင်းစုံပြည်ပြဟိုဘက်မင်းလဲအာနာသက်ရောက်မှုနဲ့ဒီဘက်မင်းလဲအာနာသက်ရောက်မှုနဲတဲ့နေရာသွားခိုးနေတာပေါ့ဗျာအဲ့ဒီပစ္စံတတိမှာဆုံးခံစားနေတဲ့အချိန်နော်အဲ့ဒီပါတရင်ကရောက်လာဒီလိုပဲဗာရာဏသီပြည်ဗြဟ္မရမင်းကြီးတော့ပျက်စီးကိန်းကျုံနေပြီအမှန်9ယောက်ကသူ့မိဖုရားတတ်လိုက်အဲ့တော့သားတော်တွေကပုံကံချမ်းသာကုန်ပြီဆိုတဲ့တရင်ကြတော့ဩဟိုပါအဆွေခင်မောင်းကဘုရားလောင်းကတော့သူတော်ကောင်းကိုဗျဩငါမိတ်ဆွေငါသူ့12နှစ်တာသူ့ဆွမ်းငါစားဘူးတဲ့အဲ့တော့ငါမိတ်ဆွေပျက်စီးတော့မဲ့အရေးငါကဲအောင်ပါပဲဟောဘောဓိပပိုက်ကလေအဲ့တော့ကဲအောင်ပါပဲဆိုပြီးတော့သူစိတ်ကူးလေးရအဲ့ဒီနေ့ဆွမ်းစားသွားတော့ရွာထဲမှာမြောက်သားဟင်းနဲ့ဆွမ်းကတ်ဘာနဲ့ရွာသူရွာသားတွေပန်းတကူရထားတာနဲ့မြောက်သားဟင်းလေးနဲ့ဆွမ်းကတ်တော့ယသိကမြောက်သားနဲ့ဆွမ်းပုံပေးပြီးတော့မှဟေးမင်းတို့ဒီမြောက်ကြီးပဲရလဲအာဒီလိုပဲလမ်းမှာဒီလိုကောက်ရတာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ပန်းတကူသားဆိုတော့ဟုတ်ပြီဒါဖြင့်အဲ့ဒီမြောက်အရေကွန်ရှိသေးလားမြောက်ကြီးကအကြီးကြီးလို့ဆိုပါတယ်အဲ့တော့အရေကွန်ရှိလားရှိတယ်ဆိုတော့အဲ့ဒီရေကွန်ငါလူသန်းกว่าဆိုပြီးတော့အလူခံလာပြီးမြောက်ရေကွန်ကိုတေချာ6အောင်ကျက်ပေါ့လေအကုန်လုံးပြုတ်ပြင်ပြီးတော့သူပကုံးမှာထမ်းဒီမြောက်ရေကွန်ခြုံမြောက်ရေကွန်နဲ့ပဲထိုင်ပေါ့လေမြောက်ရေကွန်နဲ့တခါလေးရေတွေပါတွေထမ်းပေါ့နော်ဒါတွေလုပ်ပြီးတော့အဲ့ဒီအရေကွန်လေးပိုက်ပြီးတော့မှအရေကွန်လေးယူပြီးတော့ဘောဓိပရပိုက်ပြမရမင်းစီကြွဘယ်ကြွလာလဲရှိတော့ဘူးပေါ့လေကြောက်ဖြာလေးထက်မှသူထိုင်နေအဲ့ဒီအချိန်မှာရှင်ဘုရင်ကလည်းသူ့ဘောဓိပရပိုက်ကိုတန်းတနေတဲ့အချိန်ဥယျာဉ်ဆောင်နဲ့တကားကဘောဓိပရပိုက်တွေ့တော့သူကမှတ်မိတယ်ဒီထဲသူနဲ့အတူတူနေလာတာကိုအဲ့တော့ဟာဘောဓိပရပိုက်ကြီးကြွလာရှင်ဘုရင်လည်းတောင်းတနေတာအဲ့တော့ငါတော့သူတော်လက်တော်ရမှာပဲဆိုပြေးပြီးတော့တခါတည်းရှင်ဘုရင်စီလျှောက်ရှင်မင်းကြီးဘောဓိပရပိုက်ရောက်လာတယ်ကြောက်ဖြာပေါ်မှာထိုင်းနေတဲ့သတင်းသုံးနေတယ်ဟေးဟုတ်သလားဟုတ်တယ်ဗျာအခုပဲရောက်လာတယ်ဒီမှာတွေ့ရခဲ့ရတယ်ဆိုတော့ရှင်ဘုရင်ချက်ချင်းထွက်လာအဲဒီခါတော့ချက်ချင်းလို့ဆိုလို့မရတော့နောက်ကအမတ်တွေနဲ့အခြေရနေပါလာပြီးတော့ရှင်ဘုရင်ကဘောဓိပရပိုက်ရှိကိုပေါ့လေခံခံညာညာကြီးပဲသူလားရှ िख ိုးကြောပြီးတော့တာเจ้าမာเจ้าပေါ့လေအရှင်ဗျာနေကောင်းသလားဗျာဒီနှစ်တွေတွေ့ဘယ်များသွားနေသလဲဗျာတပည့်တော်ဖြင့်လွမ်းလိုက်ရတာတန်တလိုက်ရတာရှာယူမရှိတိုင်းလျှောက်ပြောပေါ့လေနော်အဲ့တော့သူကတော့ပြောချင်ရပြောဘောဓိပရပိုက်ကဘာမှမပြောဘဲနဲ့အောက်မှာခင်းထားတဲ့မြောက်ရည်ကွန်လေးပဲပွတ်ဘာလုပ်နေလဲဘာတခွန်းမှမပြောအဲ့လို good morning how are you တွေဘာတွေသူမလုပ်ဘူးပေါ့နော်အဲ့တော့ဟောရှင်ဘုရင်က
ပြောဘောရိပရပိုက်ကဘာမပြောအဲ့ဒါနဲ့နိုင်ဝက်ကြော်ကြော်တော့စောင့်လိုက်မယ်လို့ထင်ပါတယ်ဒါလည်းအရာပေါ့အဲ့ဒါတော့ကြာစောင့်ပြီးတော့ဘာမှမပြောတော့ရှင်ဘုရားမောကြည့်လက်ဥကလေးချီးပြီးတော့ဒါကိုချီခိုင်းရပါချီမချီတော့တို့လည်းမသိဘူးနော်အဲ့တော့လက်ဥကလေးချီးပြီးတော့ရှင်ဘုရင်ကဘောရိပရပိုက်ကိုမောကြည့်ပြီးတော့အရှင်ဘုရားတဲ့အရှင်ဘုရားတပည့်တော်ရောက်နေတာကြားလားတပည့်တော်စကားတွေအများကြီးပြောရှင်ဘုရားတခွန်းမှပြောဘူးဒီမြောက်ရည်ဂုံမဲ့ပုတ်အဲ့ဒီမြောက်ရည်ဂုံကတပည့်တော်ထက်များကျေးဇူးများနေလို့လားဘုရားရောက်ရည်သဘောပွဲစောင့်နေတာနော်အဲ့တော့မှဘောရိပရပိုက်ကြီးကစပြောတယ်မှန်တယ်တကားကြီးတဲ့သင်လိုမိတ်ဆွေမျိုးတဲ့ဟောဒီမြောက်ကြီးကငါအတွက်ကျေးဇူးပိုများတယ်ဘယ်လိုကျေးဇူးများသလဲဆိုတော့ငါ့ကိုရေအိုးတွေပါလေထမ်းငါကြောင့်တပြက်စီလဲဆိုတာအဲ့ဒီမြောက်ရေကုန်နဲ့ပဲသူပုတ်တနေခဲ့တာကိုနော်ရေခမ်းတယ်ဆိုတော့လည်းမြောက်ရေကုန်ကြီးပခုံးမှာခုပြီးတော့သူထမ်းတော့တာမြောက်ကထမ်းပေးသလိုပေါ့နော်ငါဝတ်ကြီးဝတ်ငယ်ဝေယဝဆပြုစုတခါတည်းငါအခုမောတယ်ဆိုလဲသူကြောပေါ်တက်စီးပေါ်ဆိုတော့အခုလောလောဆယ်ထိုင်းနေတာကွာဘယ်ပေါ်မှာတော့ကြောပေါ်တက်စီးပေါ်ဒီလိုနေခဲ့ရတာဒီလိုပြုစုခဲ့တာတခါကြီးငါဝမ်းပူဇာမနေသားလို့ဆာလောင်မွတ်သိပ်တော့လဲငါသူ့အသားစားပြီးလာခဲ့ရတယ်ဒီလိုပြောလိုက်သူ့သားမစားခဲ့ဘူးလားစားခဲ့ဆိုတော့ဒီထဲမှာ तू သတ်တယ်လို့တော့မပါဘူးနော်တတ်လည်းမတတ်ဘူးအဲ့တော့ဒီလိုလေးပြောလိုက်တော့နောက်မှာရှင်ဘုရင်နောက်မှာဟိုကောင်9ကောင်ရှိဘယ်သူတွေလဲသူလဲမိစ္ဆာဝန်ကြီး9ကောင်ရှိတယ်နောက်ကအဲ့ဒီမှာထရပြီးတော့လက်ခမောင်းခတ်ပြီးတော့အမလေးငါတို့ဘုရင်ရဲ့အံ့ဩလိုက်တာအဲ့ဒီကိုယ်ဝေယဝဆလုပ်ပြီးကိုယ်ပြုစုနေတဲ့မြောက်တောင်တတ်စားတဲ့လူဒါသူတော်ကောင်းဖြစ်မလားကွက်စောင့်နေတာဟုတ်ဟိုကလည်းအကွက်ဟာပေးလိုက်ပွန်းလေးချကျွေးတာသူတို့မသိလိုက်ရှင်းသလားနောက်ကဘယင်တွေ့ခံရတော့မှသူတို့နားမလဲဘူးဒါချက်စကားနဲ့ပြောတာပါနော်အဲ့တော့ထောင်မြင်တော့အဲ့တော့တန်တရားဖြစ်ဖွယ်စကားလေးပြောလိုက်တော့ဟိုမှာသူများအပြစ်ကိုစီလိုအပေါက်ရှာနေတဲ့လူရုပ်ပါသူများအပြစ်ကိုအဲ့ဒီအကျင့်လေးကိုမှရှင်းသတိထားဖို့နော်ဒီအရှိကိုအပြစ်ပဲကိုရှာပါသူများအပြစ်ရှာတာလူရုပ်မှာပါပဲရှင်းသလားသူတို့ဘာအပြစ်ကိုစီလိုအပေါက်ရှာနေတဲ့နောက်က9ကောင်ရှိပါတယ်ဝန်ကြီးမိစ္ဆာဝန်ကြီး9ယောက်အဲဒီ9ယောက်ကတခါတည်းထားရပြီးလက်ခမောင်းကရီကဲရီကိုကျေးဇူးရှင်တော်သတ်စားတဲ့သူများအသက်သတ်တဲ့ကောင်ဘယ်လုံးမှသူတော်ကောင်းမဖြစ်နိုင်ဘူးဆိုပြီးတော့ကဲရဲတဲ့ရှုံချတဲ့ဝိုင်းပြီးတော့လောင်ညပြောင်ညပေါ်လေအဲ့ဒါဘောဓိပရပိုက်ကပြုံးမဲ့သူဆင်ထားတဲ့အကွက်ထဲဝင်လာတယ်ဩဒီလိုလားတဲ့အမတ်ကြီးတို့မြောက်ရည်ကိုလေးသုံးသပ်ရင်းနဲ့ကဲထိုင်ကြအောင်ခဏထိုင်ကြအောင်မင်းတို့ရည်တာနဲ့ရည်တာပေါ့နောက်ကမင်းပြေးသက်ကလည်းရောရင်းလိုက်ဘာသာရင်းလိုက်ဒီပါမှာပေါ့ဗျာနော်အဲ့တော့ဘောဓိပရပိုက်ယုံကြည်ကိုးကွယ်စိကသူတွေကလည်းနောက်ကအများကြီးရောက်လာပြီအဲ့တော့ပရိသတ်အလေကောင်မှာသူတို့ကအနိုင်ပိုင်းတာပေါ့လေနော်အဲ့ဒါလိုပြောလိုက်တဲ့ခါကျထိုင်အောင်တဲ့ပထမဦးဆုံးအမတ်ပထမဦးဆုံးမှတ်ကဘာလို့လဲအာဟေတုကလောက်ပါဘာလို့လဲအာဟေတုကအမတ်ကိုနေသားမအောင်မင်းအမတ်ကြီးသင်အယူဆပြောသားမှာသင်ကိုးကွယ်တဲ့ဝါဒပြောသားမှာဆိုတော့သူ့ဝါဒကအကျိုးလည်းမရှိဘူးအကြောင်းလည်းမရှိဘူးလောကမှာဖြစ်ပေါ်နေတာအလုံးဟာသူ့အလိုလိုဖြစ်နေတာအလိုလိုဖြစ်ပြီးအလိုလိုပဲချုပ်ပြောက်သွားကြမယ်ဆိုတာအဲ့ဒါအာဟေတုကအကြောင်းအကျိုးမရှိဘူးပေါ့အဲ့တော့သူဝါဒပြောတော့မင်းဝါဒလားတကယ်အမှန်ဆိုရင်ဒီမြောက်ကလည်းသူ့ဟာသူသေခြင်းလို့သေသွားတာငါလည်းသတ်ခြင်းလို့သတ်လိုက်တာဘာမှအပြစ်မရှိဘူးရှင်းလားအာယတုကဝါဒသာအမှန်ဆိုရင်ဒီမြောက်တတ်တာဘာမှကဲ့ရဲ့စရာအကြောင်းဒါဟုတ်ပြောတာအကြောင်းမရှိအကျိုးမရှိဆိုတော့ကုသိုလ်လည်းမရှိဒါပေမဲ့ဘာအတွက်နဲ့ငါ့ကိုထလောင်တာလဲမင်းက
အဲ့တော့ငါ့ကိုမြောက်တတ်တာဟာမကောင်းဘူးလို့မင်းပြောရင်မင်းဝါဒအလကားဝါဒဖြစ်သွားပြီရှင်းလားရှင်းပါဗျာဒီသားများကျုပ်တို့ပြင်ချွတ်လိုက်ရတာဒိဋ္ဌိတွေကျွတ်မကျွတ်နိုင်ဟိုကမြောက်တကောင်နဲ့အဆင်ပြေရှင်းလားအဲ့တော့ဟိုမိစ္ဆာဝန်ကြီးဘာမှမပြောနိုင်တော့သူ့ဝါဒကိုချိုးလိုက်ပြီဆိုတော့အားလုံးကအကုန်လုံးဟုတ်တယ်အဲ့ဒါဆိုရင်ထလောင်ပြီဆိုကြတဲ့မင်းဝါဒအလကားဝါဒဆိုတော့ပြောလို့မရတော့ကောင်းကိုက်ဆိုင်ချတယောက်မြန်မြန်ကိုက်ဆိုင်ကြမှာဖြစ်မှာနော်ဒီနေ့ပြီးအောင်အဲ့တော့နောက်တစ်ယောက်ဘယ်လိုလဲဣသရိယကတအမတ်ဣသရိယဆိုတော့ဖန်ဆင်းရှင်ဇမကြီးကဖန်ဆင်းတယ်ဗိသန္တောကဖန်ဆင်းတယ်ကိုကြီးကျော်ဖန်ဆင်းတယ်ဘာညာပေါ့ဗျာနော်အဲ့တော့တပါးသူကိုအားကိုးတဲ့ဝါဒရှင်းတယ်နော်အဲ့တော့ဘာလို့ဖန်ဆင်းရှင်အလိုကြဆိုတော့မင်းဝါဒပြောသားဆိုသူ့ဝါဒပြောဒါပြင်ဖန်ဆင်းရှင်အလိုကြဆိုရင်ငါလည်းဘုရားသခင်အလိုကြအဲ့ပေါ့ဗိသန္တောအလိုကြသူများထိခိုက်မဲ့စကားပြောလို့မဖြစ်ဘူးနော်အဲ့တော့အဲ့ဒီတကောရှင်ရဲ့အလိုကြငါတတ်လိုက်တာလေအဲ့ဒီမြောက်ကလည်းတကောရှင်အလိုကြသိသွားတာလေရှင်းသလားဘာမင်းကဟိုရဟာသလို့เสียလို့သလဲတဲ့ငါ့ကိုအပြစ်လို့ပြောရင်မင်းဝါဒဘာဖြစ်သွားမလဲအလကားဝါဒပေါ့ရှင်းသလားအလိုကြတတ်လိုက်တာလေဟိုကလည်းအလိုကြသိသွားတာဟင်မပါလားသူကသူဘိုးဘိုးအောင်ကမတတ်အောင်ရှင်းလားမခိုးအောင်လုပ်ပါလားကျတော့ကိုယ်ကနေနဲ့နတ်တော်မပြောတော့ဘူးရှေ့ကလူကဆက်နောက်ကလူကယူသွားတာပဲသူပစ္စည်းသူတော်မထိန်နိုင်မနဲ့ခင်ဗျားတို့ကထိန်နိုင်မလားမထိန်နိုင်မလားတော့မပြောတော့ဘူးရှင်းလားအဲ့ဒါအပြေပဲဒါတော့သွားနေဆိုရင်အဲ့နတ်တွေသူ့ဟာသူထိန်ထားကြလေရှင်းလားရှေ့ကဆက်မယုံသွားဆက်ကြည့်ပါလားဂျိတ်လူကြီးလေးပါလေးသွားဆက်ဟမ်ဘလက်လေးပဲလေးပါလေးဟမ်သဘောပါသလားရှေ့ကဆက်နောက်ကမှမှာပဲအရာနဲ့မယ်ရှင်းတယ်နော်သဘောမပေါက်သလားအဲ့တော့မင်းဖန်ဆင်းရှင်ကဆိုဖန်ဆင်းရှင်ပဲလေတဲ့ငါနဲ့မဆိုင်ဘူးတဲ့ရှင်းလားအဲ့ဒါဆိုတရားယုံနေအကုန်ဖြုတ်လိုက်တော့နေနမိတ်စီးချတယ်အကုန်ဖြုတ်လိုက်တော့ဘာမလို့တော့သဘောပါသလားအားလုံးအလိုတော်ကြမယ်ဒေချာရှင်းလားအရေးကြီးတယ်နော်အဲ့တော့အရေးကြုံလာဟိုအာကိုဒီအာကိုဟိုကဒီကဘယ်သူမှအာကိုလို့မရဘူးကိုကိုအာကိုကစီးပွားရှာလို့ဖွေလို့မရရင်ဒါနများများလုပ်မရလေဒါနလုပ်ရှင်းသလားစီးပွားရှာမရပါဘူးဆိုကိုတော့ဘာလို့ဘလို့ဒါနလုပ်မှာကိုထဲချူတစ်ပါးများမရှိဘူးတပြားမှမရှိတပြားစီးလဲရှင်းသလားတော့ရုပ်စင်တဲ့ဘုန်းကြီးကျောင်းသွားကုတိစိတ်မရဘူးလားဟေးကတိကတ္တတော့လာမလို့နော်သူမင်္ဂလာကတ္တကန်းကုန်ခဲ့ရှင်းလားစီးပွားဥစ္စာရဲ့အရင်းမြစ်ကဒါနဒါမို့လို့ဝိသခာကျောင်းမကြီးသူ့ရောက်ခမကြီးကိုပြောတာအဲ့ဒါရောက်ခမကြီးကဘာအလူတန်းမှမရှိဘူးရှေ့မှာဘုန်းကြီးကဆွမ်းလာယဟန်ကဆွမ်းခံတယ်ဆွမ်းခံတာလည်းမြင်ရောတစ်ဖက်လက်စားမမြင်အောင်ဆောင်းအဲ့တော့ဟောဝိသခာမနေနိုင်ရှင်ဘုရားသီးခံပါဗျာအဟောင်းစားတယ်ဗါတဲ့အခုဘုရားချမ်းသာတယ်ဆိုတာအတိတ်ကကြောင့်ရှင်းလားအဲ့ဒါချမ်းပြီးတော့နောက်မလူရင်အသိမရှိတော့ဘူးအသိမရှိဘွဲရုံကြနာပါရှင်းတယ်သလားဘုရားတို့လည်းအဟောင်းစားမလားအသစ်စားမလားကဲရှိသေးဒါကြီးကလုံးဝကိုမထောက်နိုင်ဘူးဒီတစ်ပတ်တော့ sorry ပါပဲเนาะအဲ့တော့ဦးဇင်းတို့ဒီမိစ္ဆာဝါဒီချွတ်ရေးနဲ့အောင်ပွဲအတွက်ပဲသွားကြလို့เนาะအဲ့တော့အောင်တော်မူအရှင်မြတ်ကြီးဘာကိုအောင်တာအမြတ်ဆုံးလဲဆိုတော့တို့ရင်တဲကမိစ္ဆာတွေကိုအောင်ကြိုးစားအခုဝါရသုံးခုရှင်းသလားအလိုလိုဖြစ်တာဆိုရင်တတ်ချင်တတ်ဖြတ်ချင်ဖြတ်ဘာအပြစ်မှမရှိဘူးဖန်ဆင်းရှင်ကြောင့်ဆိုရင်လည်းဖန်ဆင်းရှင်အလိုကြတတ်လိုက်တာပဲရှင်းလားအဲပုပ္ပေကတတတ္တရာတတ္တရာဘယ်လိုလဲဘာဖြစ်ဖြစ်အတိတ်ကကြောင်းဟုတ်ပြီနော်ဘာဖြစ်ဖြစ်အတိတ်ကကြောင်းလို့ပုံချထားတဲ့အမှတ်ကလည်းသူ့ဝါဒပြောပြတော့ဒါဖြစ်ရင်တဲ့အဲ့ဒီမြောက်သိသွားတာလည်းအတိတ်ကကြောင်းသိသွားတာတဲ့ငါကလည်းသက္ကံဘာလို့တတ်လိုက်တာတဲ့မင်းဘာလို့ငါရည်နေတာလဲတဲ့ရှင်းလားငါ့ကိုဟာသလုပ်နေမင်းဝါဒက
laka wada shimula the war about the la ayaya take a new ganji weapon eight jali kamero shidra ganji mangaba who do eight yamra the war about the la by sign tarosa they have a ganji mangaba with a hard China the light. I take any poacher or Mandala. Whom you out of the Sinida. The Wobala. Now allow Tabi may allow you Mewada Lagawada. China the light. Now Saluta Gula. Oxida. Tiboa be Piazora, Nauta Bama, be Bida Vesor, may be Bida Vesor, Gudo, Jolem Shibu. Agudo, Jolem Shibu, Gudo, Agudo, Piosia, Agu Mashibu. Be what I'm you, Yauchia, Soto Airabo. Such a day to Benin. Some Yauchi was on. Shinra. And not about this to me and Hata Launa lady. Now, Hata look belong with Sogre and Mewadaga. Shinra. Along the Yimia, low like that. They teach you that. Jolie, who go near TV, shall go on it. You go, Majona. Also, doing it at the gate, heavy mesa they cheat in the twitch. Mesa did a Maduro heavy. So they have heaviness and they will read the body in the Maduro. Mesa did a Mesa did them, adding Yama, Lumio, Buddha, Bada, Kore, Mesa did a solo. Oh, the shadow Wada is showing, Mahamedin Wada, the cooler chora, they do it. Yeshu, the cooler chora, they do it. The John Joe, who do Haga? Dikama Zagada, let's see that. The Golon Ganga, you Madame Gango Mamagam West will be being to the Bamari the Boni. The Adria and the Manazura, Bobo, or Momegam, the Wizard sit down or sit down, where I'm over. Those are Konaming are doing all social Kuka. All that on each other, those are Konaming, I Nagarori, he can't use them. Jodo Shizigo, Dwapa, Chabala, Biao, and nothing. The Wobala. Basically, I'm going to be on the Bionija, don't the compete with you in the land. Shedra. Era. Through Bobo Yojimuria, Amiaji. Era not go and move your life, you know, baby, lay off to years after the rabbit one. Yadharani, Chanya Sai, Benedict. Yadharahi, Benedict. Yes, I'm going to do this. Yes, I'm going to Shira. Yes, I feel that I yet go yet me alone with it. Yet go yet me to our dealer. Ching on to our. She had a guy do the JJ or like. Hey, Gona looked at a chain down. Gona looked at Neha. Negao era good morning, good afternoon to the Arab Yora. Boba Nazoma, Arab Ya Hota. Tunakatan, Tumingalan, Tobaban, Tohoti Tanzura, Mashula. Era Gaune Zagaso, Gaune Abjob, Gaune Janjani, Guri, tiny Era Mingala, she didn't the Yame. Shina. Magona alone, you don't need Angaman of Jadara, Jirama. I think you did not yet matter. Shina. Yeah, the nigga Yogi Saja, Choli me. He don't know you should do Tom Sanabo. The Wobadra Chiochi Nagana. Era Jenga di Massage, yeah, that is that. The Wobad, no? Era, Yeka Pama Madana, who come out of beauty, can say the Nada Adiga. Shira.
မနဲ့အိယာထားလာသားတွေသမီးတွေပေါ်မေတ္တာဖို့ပဝန်းကျင်မေတ္တာဖို့မေတ္တာစိတ်ကလေးနဲ့ပြုံးပြုံးရွှင်ရွှင်ဒီနေ့အိယာထားဘယ်သူမှငါကြောင့်စိတ်မစင်းရဲစရာဘူးဆိုအဲ့ဒီနေ့ good morning ဘဝအိယာမထားသေးဘူးသူပြစ်တော့နဲ့ခုထိမထားကြသေးဘူးလှုပ်စားကြမလားတောင်းစားကြမလားဘယ်လိုဟောတွေမအဲ့ဒီတော့ very bad morning မှာပဲဗျာနော်သဘောပါသလားအဲ့ဒီတော့အမင်္ဂလာနတ်နဲ့ခင်းဖြစ်သွားမှာပေါ့ရှင်းရလားအဖြေရောတွေ့ပလားအဲ့ဒါဗုဒ္ဓဘာသာဖြစ်ဖို့ခင်ဗျားတို့တဲတဲလေးပဲလိုတော့တယ်ဒီလောက်သိလိုက်မဖြစ်သေးဘူးရှင်းလားသဘောပေါက်သလားဗုဒ္ဓအဆုံးအမအတိုင်းတသွေမတိန်ကျင့်ကြံနေထိုင်နိုင်မှဗုဒ္ဓဘာသာအစစ်ဖြစ်တို့ခင်ဗျားတို့ကျတို့သာသနာပြုရတော့ရှိသေးတာနော်မောက်ရက်လဲနေတဲ့သာသနာထားနိုင်မထားနိုင်ဆိုတာခင်ဗျားတို့ပေါ်မှာမူတည်တယ်ကိုယ်လက်ထက်ရောက်မှသာသနာကွယ်သွားရင်ဘယ်သူတာဝန်လဲရှင်းလားနောက်လာနောက်သားတွေပြစ်တင်ကဲ့ရဲ့စရာဖြစ်လိမ့်မယ်အဲ့တော့အားလုံးမှာတာဝန်ရှိတယ်ဆိုတာမှတ်ထားပါရှင်းတယ်နော်အဲ့တော့မိစ္ဆာလေး9ယောက်နောက်ဆုံးအမှတ်ကတော့အကျိုးရှိမယ်ဆိုရင်ဗါတဲ့မိဘတောင်သားခတ္တဗီဇမရှိဘူးလားနောက်ဆုံးမိစ္ဆာအမှတ်အဲ့တော့ခတ္တဗီဇအမှတ်လည်းပြောလိုက်တော့မင်းကအမေဖေတောင်သားပြောတာပြီးမြောက်တတ်တာဘာဖြစ်သလဲကွာရှင်းလားဂိုင်းဗျာမြောက်တကောင်လေးနဲ့ပြီးရောကို9ကောင်လောက်ကုန်မလုပ်နိုင်ဘူးရှင်းတတ်သလားအဲ့တော့ဦးဇင်းရတာရှင်းတယ်ခင်ဗျားတို့ရှင်းသလားဟုတ်စိတ်ထဲရှင်းတတ်ကြလားအဲ့ဝါဒတွေရဲ့ရှင်းတတ်တာပဲနောက်မေဖန်ဆင်းခြင်းလို့ကြဆိုရင်အဲ့ဖန်ဆင်းခြင်းတာဝန်ပေးလိုက်သူကသူလုပ်လိုက်မယ်အိမ်လေးခြုံရင်လုံတယ်ခြုံလို့လုံတယ်ဆိုသူ့ဘာလို့အနီကြီးသွားကတာတော့သူ့ဟာသူတောင်ကြောက်လုံးလို့ရှိရတယ်မီးလောင်သူ့အရင်ပြေးမှာရှင်းလားသူပေါ်တိုင်းမှာမီးလောင်တည်ထားပါလေဆိုခင်ဗျားတို့ကအိမ်တွင်းခြုံရင်လုံနေတယ်ပြီးသူကကြီးသွားခြုံပေးရတာရှင်းသလားအမလေးဉာဏ်မရှိလို့ခင်ဗျားတို့ဒါမို့ဘုရားကပြောတာခင်ဗျားတို့ကျွတ်တို့ကုထုဇဉ်ကိုအန္တတဲ့အန္တဆိုတာဘာလဲအကန်းတွေกว่าဘာလဲလဲမျက်စိရှိမှထင်ထင်ရှားရှားမှန်တရားတွေမြင်နေပါရဲ့နဲ့ခင်ဗျားတို့လက်မခံနိုင်တာအကန်းအုံမတကกว่าအယူတွေတဲ့ရှင်းသလားခင်ဗျားတို့တဘာဝအမှန်ကိုရှာနေတာလားထူးတာလိုက်ရှာနေအဲ့ဒါအယူရှင်းသလားထူးကျင်သေးရင်ယူနေသေးလို့မှတ်ထားဒါလို့ထူးကျင်စိတ်ကလေးတွေရှိသေးရင်လေမဖြစ်တော့အယူမပြောက်သေးလို့ထူးကျင်တာရှင်းတယ်နော်ဒါပြင်မိစ္ဆာဝါဒီတွေရှင်းလိုက်တော့အမတ်9ယောက်လုံနိုင်သေးလားလုံနိုင်တော့အဲ့ဒီတော့မှဘောဓိပရပိုက်ကရှင်ဘုရင်ပဲလက်ဟို9ကောင်တော့ပြီးသွားပြီကောင်းတကောင်ကြံ့နော်ဘသူကြံ့ရှင်ဘုရင်ဗျမတမင်းအဲ့တော့မင်းကြီးတွေ့သလားမင်းနောက်ကမင်းကိုအကြံပေးနေတဲ့အမတ်တွေဟာတယောက်မှဟန်မရဘူးကွာအာဟေတုကဆိုတဲ့မိစ္ဆာဝါဒအခုငါပြောလိုက်ပြီမင်းမြင်သလားဟောသူ့အမတ်သူဘာဝါဒရှိပါသူမသိဘူးဒီဘုရင်ကလည်းပေါ့ရတာသဘောပါသလားအဲ့တော့ဣသရိယာကတာပုဗ္ဗေကတာဥစ္စေတာခတ္တဝိဇ္ဇာဆိုတဲ့မိစ္ဆာဝါဒီတွေရဲ့မင်းအကြံဉာဏ်ကိုယူသူမယပါဇက်ဖျားလမ်းဆုံးနေတဲ့အတွက်အမားတွေကြီးမင်းလုပ်ခဲ့ပြီရှင်းသလားမစင်မကျင်လုပ်ခဲ့တယ်သူများပါဇက်ဖျားလမ်းဆုံးဘာဖြစ်လဲအဲ့ဒါပေါ့ခင်ဗျားတို့ကိုယ့်အကိုအာကိုကိုအားကိုကိုပြီးတော့တိကျမှန်ကန်တဲ့အယူဝါဒမရှိတော့တခုခုဖြစ်နှက်ကတော့ပြေးမရပြီဘာဖြစ်လို့လုပ်ပြပါအောင်ရောင်းဝယ်ရမကောင်းဟိုကအကွက်ပေါ့ဒါစောင့်နေတာရှင်းသလားရှားရိုးမရှိအကုန်လျှောက်ပြောတော့မှကိုကြီးကျော်နဲ့လဲချလိုက်မနဲ့လေးနဲ့လဲချလိုက်ဘယ်သူကမချေနှက်တာဒါမှ तू ကစားရမှာဟုတ်ဘိုးတော်သွားမေးတော့လဲဒီတိုင်းပဲပြောပါလိမ့်မယ်အစင်မပြေဘူးဆို तू ကဲနိုင်သလားဆိုမကဲနိုင်ပါဘူးကံမကောင်းသေးလို့တဲ့ဟောအစင်ပြေလို့ရတော့ဘိုးတော်မှားတာတဲ့မှားဟုတ်တယ်မှားတာမဟုတ်ဘူးမှားရှင်းသလားဘိုးတော်မှားအဲ့ဒါအသုံးလေးခင်ဗျားတို့အဲ့ဒါမမြင်တာရှင်းသလား
ဟိုဝက်လက်အရာတော်ဝက်မမတော့တာနဲပါဘူးဗျရွှေတစ်ကြက်သားနှစ်ကြက်သားပြောင်းလုပ်ပေးမယ်တဲ့နှစ်ကြက်သားပြောင်းလုပ်ပေးမယ်ဆိုငကိုကလေးသူ့စီကသူ့ရှိတဲ့ရွှေနဲ့လုပ်ပေးလိုက်ပါလားမဟုတ်မင်းတို့စီကရွှေရင်းရှိရမယ်အဲ့ဒါမှပွားပေးမှဆိုကြတဲ့အချက်ကထုတ်လိုက်မှပြေးတာပေါ့လောကအဲ့လောက်အားတဲ့လူတွေလည်းရှိသေးတယ်ဗျာနော်အဲ့ဟိုရောက်တော့ဘုန်းကြီးဗျာလာပဲမိဒီဘုန်းကြီးဦးစင်ဗျာဒီလိုပဲတဲ့နေသေးတယ်နောက်ထပ်ကြံတာအကုန်ပေးလိုက်အောင်ဟိုလူအပြစ်မဟုတ်ဘူးတခါအလိန်ခံရရင်လိန်တဲ့လူပြစ်နှစ်ခါအလိန်ခံရရင်လိန်ခံရတဲ့လူပြစ်ဘယ်တော့ဘယ်နှခါရှိတုံခံနေရမင်းကြီးတဲ့သူများပါဇက်ဗျာလမ်းမဆုံးနဲ့ဆုံးပါပြီရှင်းတယ်နော်သင်သူများပါဇက်ဗျာလမ်းဆုံးခဲ့တဲ့အတွက်အခုအကျိုးမဲ့အလုပ်တွေကြီးသင်လုပ်ခဲ့ပြီရှင်းလာသွားတော့မိဖုရားလဲတတ်ခဲ့ဟုတ်ပြီနော်ငါကိုလည်းမင်းသတ်ဖို့ကြိုးစားခဲ့အခုသား၄ယောက်ကလည်းပုံကန်းနေရှင်းတယ်နော်ရှင်းပြီးရင်ကိုတရားဟောတယ်သူများပါဇက်လမ်းမဆုံးနှစ်မစင်မကျင်မလုံးဘာဖြစ်လဲခုသူကိုယ်တိုင်လိလာသုံးသပ်ပြီးဆုံးဖြတ်တာပါသလားအမတ်တွေပြောတာပဲအင်းလိုက်ပြီးရော့အာရှိဒီတန်လေးထိုးပေးနေတာရှင်းသလားအုံတော့ကိုမရှိရှင်းတယ်နော်မနေ့ကပြောသလိုဆိုခွေးလောက်မှအသုံးမကျတဲ့မင်းခွေးကကျေစုသိဒီမင်းကမသိဘူးပြန်မရမင်းလေရှင်းသလားအဲ့ဒီမှာသုံးပါပြီဘုရားလောင်းကမစင်မကျင်မလောက်ပါနဲ့ရှင်းတယ်ကလားမင်းကြီးတဲ့ရှေ့ဆောင်နွားကဖြောင်းပြောင်းသွားမှနောက်နွားသတိုင်းဖြောင်းပြောင်းလိုက်ရှေ့ဆောင်ခေါင်းဆောင်ဖြစ်တဲ့ဘင်းကတရားကျင့်မှနောက်လိုက်နောက်ပါအားလုံးတရားကျင့်မှတရားသောတိုင်းပြည်တရားသောနိုင်ငံဖြစ်မှာပေါ့တဲ့ရှေ့ကနွားကကောက်သွားရင်နောက်နွားသတိုက်လေကောက်လိုက်တယ်ဆိုတော့နောက်လူအကုန်လုံးလည်းတယောက်မှမကောင်းပါဘူးရှင်းသလားရှေ့ကမကောင်းတော့နောက်ကလည်းမကောင်းရှင်းသလားမင်းကြီးတဲ့ရှင်းနွားဖြောင်းမှနောက်နွားဖြောင်းတာတဲ့ရှင်းနွားကောက်ရင်နောက်နွားကောက်သင်တဲ့တော့သင်အမတ်တွေမတရားမှုအာရမလုပ်နေတဲ့အတွက်တိုင်းပြည်နဲ့အဝတယောက်မှကောင်းတဲ့လူရှင်းသလားခုဈေးတယ်အားလုံးလဲခိုးရတာပါပဲဟမ်သဘောပါလားစီတပိတ်တာဘယ်လောက်ရှိလဲဘယ်နှသားဘယ်လောက်သားရှိတော့95ချက်သားဆိုရင်ဒါလက်ပံလားတော်တော်မှန်တယ်ဦးဇင်းတွေ့ဘူးသမျှတော့85ချက်သားတောင်မပြည့်ချင်ပါဘူးရှင်းသလား80သားကိုမပြည့်ချင်ဘူးအစစ်တောင်းလို့3ခါလောက်ထဲမှာ80သားရောက်ရှင်းသလားစံတပြီကို9လုံးဒါလက်ပံလားတော်ပါလေနော်6လုံးခွဲပဲရှိပါတယ်အာရမပြောနေတာမဟုတ်ဘူးတက်သေးပြစရာရှိလိုက်ခဲ့လို့ကျွတ်တော့ကိုအဲ့ဒါစီတကားလန်ကို4ပလင်ခွဲပဲရှိပါတယ်နော်အဲ့ဒါတော့ကိုယ်တိုင်ချိန်ထားတာဖြစ်တဲ့အတွက်သိပါတယ်ငါစက်ကြီးစီစားလိုက်တာနော်တကားလန်ထည့်လိုက်ကုံသွားလိုက်တကယ်ဆိုရင်ဘယ်နှနာရီရမှာနော်အခုတော့နာရီနည်းနည်းလေးမောင်းရတယ်ဘယ်နဲ့ဖြစ်တာတော့ဆိုပြီးတော့စီဘုံဝင်ချိန်ကြည့်လိုက်တော့မှလေးပလင်းခွဲဗျာနည်းနည်းမှမစွန်းပါဘူးအဲ့ဒါတန်ပြူရိုက်တဲ့လူကဥစဉ်တကားတွေပါပဲသိပါနဲ့ဟမ်အဲ့တော့ငါးကလန်ဘုံဆိုအထဲတွေကတခါတည်းရှာဒိုးတွေထဲပါတယ်နော်အဲ့တော့ဒီဒိုးနဲ့ထဲတော့တခါတည်းစီထဲတာကြာအောင်လို့တခါတည်းလက်နဲ့ပိတ်ထားပြီးတော့ရှာမဆိုးသလိုလိုဘာလိုလိုနဲ့ကြာလို့ထဲတယ်အဲ့တော့စီတဘုံဘယ်လောက်ရှိတုံးဆိုတော့3ကလန်ခွဲ4ကလန်အလွန်ဆုံးပါပဲ။ကျောင်းသားတွေမေးကြည့်တော့လေစာမဟုတ်ပဲဘယ်လိုလုပ်အောင်လားလဲခိုးပြီးအောင်ပါလေ။တယောက်မှစာမကျက်ပါဘူး။နော်ရှစ်တန်း9တန်းရောက်လို့စိတ်တွက်ကလေးနဲ့ကဏ္ဍနှုတ်ခိုင်းမှလည်းကာကူလေတာလိုက်ရှာ300တဲ့က100နှုတ်ပွားဆိုကာကူလေတာပေးအောင်တဲ့9တန်းကျောင်းသားနဲ့ဗျာရင်နာလို့မဆုံးရှင်းသလားအဲ့ဒါပါပဲခမညာအဲ့တော့မဖြောင်းတော့မဖြောင်းဘူးပေါ့ဗျာဘယ်လိုလုပ်မလဲဖြောင်းအောင်ဟောဗျာအဲ့ဒါပဲခမညာတို့ဘယ်လိုမှကောင်းဖို့မမြင်ဘူးဘယ်လိုလုပ်မလဲဖြောင်းအောင်လုပ်
မှာပေါ့သူများကောင်းဆောင်တာစောင့်မနေနဲ့ကိုတိုင်းဖြောင်းလုပ်လိုက်ဟိုလိုတွေမကောင်းဘူးဒီလိုတွေမကောင်းဘူးလက်ညှိုးထိုးနိုင်မလားကိုယ်တိုင်ကောင်းအောင်လုပ်ရပါလားအဲ့ဒီအတွက်တရားဟောခြင်းဖြစ်ပါခင်ဗျားတို့မကောင်းနိုင်တော့ရင်သူမင်္ဂလာအိတ်နေတော့မှလုံးဝဟောကြတော့ရှင်းလားကောင်းနိုင်သလားမကောင်းနိုင်ဘူးလားကောင်းအောင်လုပ်လို့ရမရယုံလားဘယ်သူမကောင်းလို့မကောင်းတာလဲအဓိကတရားခံကိုမကောင်းတာကိုရင်တဲ့မိစ္ဆာဒိဋ္ဌိတွေကြောင့်ခင်ဗျားတို့ရှင်းသလားအဲ့တော့သူတော်ကလက်ညှိုးထိုးပြီးသူများအပြစ်ကိုစီလိုပေါက်ရှာနေတာဟာသူတော်ကောင်းလားလူယုံပါလားဘယ်သူပြစ်ဘယ်သူရှာဘယ်သူမပြုတင်မင်းကြီးတဲ့တိုင်းသူပြည်သားတွေအပေါ်မှာအာရမနိုင်ထက်ကလူနဲ့အခွန်တုတ်တွေကြီးလေးစွာကောက်ခန်းနေခြင်းမတရားအာရမမှုပြုခြင်းသည်တဲ့ငါဥပမာပေးမယ်တရက်ပင်ကအတန်ချုံမြိန်နဲ့အမြတ်ရတာရှိတဲ့တရက်ပင်ကတရက်သီးမဲမစားတာနဲ့အကင်းခူးစားတာဘယ်ဟာကောင်းလဲဒါတော့အကင်းလေးနဲ့ငပိရည်လေးနဲ့တို့ကျင်သေးတာဘူးဗျာဟမ်သဘောပါတော့ဘယ်ဟာပို့ပြီးတော့အမြတ်ရတာပြည့်စုံလဲအေးအဲ့တော့ဒီမတရားသဖြင့်အခွန်တုတ်တွေကောက်ခံပြီးတော့မှတိုင်းသူပြည်သားတွေပေါ်မှာအာဓမမှုဆက်ဆံရင်သင်ဟာအကင်းစားရတာနဲ့အတူတူပဲတိုင်းပြည်ရဲ့အပြတ်အရသာအသီးအပွင့်အကျိုးခံစား권သင်မရအသင်မင်းကြီးတဲ့တိုင်းသူပြည်သားကိုရင်ဝယ်သားကဲ့သို့ကရုဏာထားပြီးအုပ်ချုပ်ပြီးတော့တိုင်းသူပြည်သားရဲ့အကျိုးစီးပွားကိုအလိုရှိပံ့ပိုးဆောင်ရွက်မယ်ဆိုရင်သင်ဟာတရသီးမဲ့ကိုစားရတယ်လို့ပါပဲရှင်းသလားဒီမှာနလန်မမထူနိုင်တော့ပဲအကင်းကိုမလူနိုင်တော့ရှင်းလားအဲ့တော့မင်းချင်းဖြုံဖြုံကိုရမယ်ပုံစံမရှိသင်မင်းကြီးတဲ့တိုင်းသူပြည်သားတွေပေါ်မှာရင်ဝယ်သားကဲ့သို့မေတ္တာသုံးပါရှိပါတယ်ဧကပုဒ္ဒမနုရခေဆိုတာမရှိဘူးလားဧကပုဒ္ဒတူဒီသောသားကိုသူ့ရဲ့မိခင်အရင်ကကိုယ်တိုင်မွေးထုတ်လိုက်တဲ့သားနော်တူဒီသောသားဘုရားကလည်းသိသိတာတူဒီသောသားလို့ပြောထားတယ်၃ယောက်ရှိရင်ချစ်ချင်းမတူတော့ဥက္ကကျော်ကပိုးသလားလွင်ကိုကျော်ပဲပိုးသလားတယောက်ယောက်တော့ပိုးတော့မှာရှင်းသလားသဘောကောပေါက်သလားအဲ့တော့ဒါမို့ဧကပုဒ္ဒမနုရခေတူဒီသောသားကိုမိခင်ကချစ်တဲ့အချစ်မျိုးနဲ့တတ္တဝါအားလုံးကိုညီသူညီမျှတင်ပြည်သူတို့ပြည်သားတွေပေါ်မှာမေတ္တာထားပြီးတော့အုပ်ချုပ်ပါတဲ့မင်းချင်းတရားအမေအားလုံးသိပြီသားမပြောတော့ဘူးအဲ့ဒါကိုယ့်ကိုလေ့လာရှင်းတယ်နော်အဲ့လိုညီညွတ်မြတ်တောင်အုပ်ချုပ်မယ်ဆိုသင်ဟာတရသီးမဲ့ကိုစားရပါလိမ့်မယ်အဲ့တော့ဦးဇင်းတို့ပဲပြန်ကြည့်ရအောင်အခုမတရားသဖြင့်စီးပွားရှာလွဲမားတဲ့အကျင့်တွေနဲ့စီးပွားရှာရင်တရသီးအကင်းစားရတယ်လို့ပဲတခဏပဲခံစား권ရနောင်ဒီသိုးပြစ်တွေကခံရမှာလားမခံရဘူးရှင်းတယ်နော်အဲ့တော့မဲ့အောင်မဆောင်နိုင်တဖြန်စီးပွားရေးတွေလုပ်နေကြတာမရှိဘူးလားနှလုံးရောသုံးလုံးရောတစ်လုံးရောရှုပ်ရှက်ကိုခါအဲ့ဒါချမ်းသာကြောင်းလားဆင်းရဲကြောင်းလားဘုသူမင်္ဂလာအာမခံပါလေအဲ့ဒီတစ်လုံးနှလုံးသုံးလုံးနဲ့ထီတို့ကြောင့်မြန်မာတပြည်လုံးမွဲပါတယ်ရှင်းသလားတခုတော့ရှိပါတယ်မြန်မာပြည်နံပါတ်1ပါဘယ်ဟာ1လဲဆိုတော့နောက်ဆုံးကကျင့်စာလိုက်ကြပဲကြည့်ရင်လည်းအောက်ဆုံးမှာပါပဲ1ဥစ္စာဒနာပိုင်ဆိုင်မှုနဲ့ကြည့်ရင်လည်းတဦးချင်းဝင်ငယ်အောက်ဆုံးကပါပဲ1အဲ့တော့ခင်ဗျားတို့ကိုယ့်အိမ်နဲ့ကိုယ်ခေါင်းအေးရဲပိတ်ခန္တီတကားတော့အကုန်ပေးရတာဘလောက်ဘူးအိမ်နဲ့ရက်ထားတဲ့ကားတော့မိကွက်ပြောက်သွားတယ်တို့နိုင်ငံခြားသွားတယ်ဆိုကားနဲ့သွားမမီတော့ဘူးလမ်းကကြက်နေတယ်ဆိုတွေးတဲ့နေရာထိုးရထားခဲ့ယထာနဲ့တက်လိုက်သွားအလုံးလုံးတစ်ခါတည်း3-4ယောက်နဲ့နေမှပြန်ယူလာတဲ့ကားနဲ့တော့တန်းလန်းထားခဲ့တာတော့ယူမဲ့လို့မရှိခုတော့ခတ်ထားတာတော့သဘောပါလားဆိုင်ကယ်ပြောရတာနဲ့စပိန်ပြောရတာနဲ့သခိုးနဲ့ကြဘိုးကြီးပဲအဲ့ဒီမတရားမှုတွေကြီးစိုးနေတာဘယ်သူမကောင်းလို့အဓိကကိုမကောင်းတာအဲ့တော့မိမိကိုကောင်းအောင်ကြိုးစားမိမလုံးနဲ့နော်ကောင်းအောင်ကြိုးစားရမှာ
အဲ့တော့တခွန်းချင်းဆိုရင်ကျုပ်ကကြောက်မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမလုပ်နဲ့နော်ကြိုးစားမှာမလုပ်ပါနဲ့ကြိုးစားမှာဘသူကိုဘသူမိမိကိုယ်ကိုဆိုတာကိုကောင်းစားအောင်ကိုကောင်းစားပြီးရောသူများဘသူသေးသေးငတ်တေပါပြီးရောဒီလိုလားမဟုတ်ဘူးမိမိရဲ့အကျင့်စာရိတ္တသီလဉာဏ်ပညာစိတ်ဓာတ်ကောင်းအောင်ရှင်းတတ်လားအဲ့ဒါရှင်ဘုရင်ကိုဘောဓိပရပိုက်ကဆုံးမတော့ဘောဓိပရပိုက်ဆုံးမခြင်းနဲ့ရှင်ဘုရင်ရဲ့စိတ်ထဲမှာနူးညံ့လာတဲ့သိမ်မွေ့လာတဲ့သူ့မှာအမားကိုအမားမှန်သိလာအဲ့ဒီအချိန်ကြမှာဒီနေရာမှာတကွက်ဥစဉ်ကြော်ခဲ့တာရှိအဲ့ဒါဘာလဲဆိုဘောဓိပရပိုက်ကရှင်ဘုရင်ကိုလာပြီးမဆုံးမခင်လမ်းမှာသား၄ယောက်စီအရင်ဝင်ခဲ့ဝင်ပြီးမှမင်းတို့အဖေကိုမစော်ကားကြနဲ့မိဘကိုတတ်တယ်ဆိုတာပိတုကာရကကံထိုက်ရင်အဝီစီသွားရလိမ့်မယ်အဲ့ဒါမကောင်းတဲ့အမှုမင်းတို့အဖေပြုခဲ့တဲ့အမှုပေါ်မှာမင်းတို့ခွင့်လွတ်နားလဲပြီးတော့အဖကိုအဖအရာမှာထားပါဆုံးမခဲ့တယ်ကလေးတွေကဆုံးမရတာဒီလောက်မကြဘူးဟုတ်တယ်နော်ကလေးတွေကလေအခုဦးစင်းကလေးတွေတရားဟောတယ်ဆိုဟေးတန်သားတို့မိမိတို့ဆိုနှခွန်းသုံးခွန်းပြောလိုက်အကုန်မှတ်မိမနဲ့ပြန်ပြီးအကုန်တောင်းလိုက်ဒီခွက်မနဲ့ပြန်မေးသဘောပါလားအဲ့ဒါကလေးတွေဆုံးမထားတော့အဲ့ဒါရှင်ဘုရင်ကြီးလည်းစိတ်နှလုံးနူးညံ့သွားရောဟေးလာခဲ့သားခေါ်ရင်လာခဲ့လို့မှာထားခဲ့အဲ့တော့သား၄ယောက်လာတယ်လာတော့သွားမင်းတို့အဖေကိုကြောကြကိုမားခဲ့ပြီကာယကံဝစီကံမနောကံအပြစ်တွေမရှိဘူးလားဖခင်ဟာဖခင်ပါပဲတဲ့မိခင်ဖခင်ဟာဘလို့ပဲဘာတွေလုပ်နေကျေးဇူးရှင်ဟာကျေးဇူးရှင်ပါပဲဒါနဲ့ပတ်သက်လို့ဒီနေ့အလူတကာကြီးပေါ့လေကွယ်တုံသူမိခင်ကြီးဒေါ်တင်ကောအားယေစု၍ဆိုတာအရင်2ရက်ကဥစဉ်ကဖတ်တာကြော်တော့ပါလေဒါဥစဉ်ရဲ့အပြစ်ပါဖွင့်လို့ပေးပါဘာလို့လဲဆိုတော့မြို့နယ်နဲ့တိုင်းဖတ်လိုက်တော့ရှေ့ကစာအုပ်မမြင်မှုကြော်သွားပါအဲ့တော့ဒါမိဘကိုအဓိပတိထားဥဒိဋ္ဌတာအမှန်တမ်းမှကောင်းပါလေနော်အားလုံးလည်းမိဘကိုဥထိတ်ထားရရှင်းတယ်နော်မကြခင်ဓမ္မကပြီးတော့မယ်အဲ့တော့ဦးဇင်းလို့ရမယ်ဝတ္တရားလေးတစ်ခုရှိပါသေးဒီ3ရက်တာအတွင်းမှာယောဂီတို့ကိုကောင်းမွန်စေခြင်းနဲ့စေတနာလျောက်ဟောပြောဆုံးမခဲ့တဲ့နေရာမှာကာယကံဝစီကံမနောကံဦးဇင်းအပေါ်မှာသဘောမကျသဘောမတွေ့အပြစ်တစုံတရာတွေ့ခဲ့ရင်သီးခံခွင့်လွှတ်ပေးကြပါလို့အားလုံးကိုတောင်းပန်ပါတယ်နော်ယဟန်ဖြစ်ပေမဲ့အမှားမကင်းပါဘူးအဲ့တော့မှားတတ်တာလေးတွေအတွက်ခွင့်လွှတ်ပေးပါလို့တောင်းပန်ပါတယ်နော်ယောဂီအပေါင်းတို့ကလည်းဥစဉ်အပေါ်မှာကာယကံဝစီကံမနောကံမြည်သောပင်ပြင့်ငမစော်ကားပါစေဥစဉ်ဘက်ကအကျွင်းမဲ့သီးခံခွင့်လွှတ်ပါတယ်လို့ဒီနားမှာပဲသင်မုန်းရှိပါတယ်ရှင်းတတ်ကြရဲ့လားဗျာသဘောပေါက်ရဲ့လားနောက်ထပ်အကျွေးတင်မခံကြစို့နဲ့တော့ကျွေးဟောင်းတွေကိုအောင်ဆက်ပြီးတော့လွတ်အောင်ယုံကြစို့ရှင်းသလားဟိအဲ့တော့ဦးဇင်းဘောကိုအားလုံးနားလဲခွင့်လွှတ်ပေးနိုင်ကြရဲ့လားဟုတ်ပါပြီဦးဇင်းကလည်းအားလုံးကိုခွင့်လွှတ်ပါတယ်ဒီနေ့မနေ့ပြန်မနေ့ကားထွက်ပြီဆိုတာနဲ့လက်ပံလာခေါင်းနဲ့မရှိတော့ပါဘူးအားလုံးမမိတယ်နော်အဲ့တော့အကျွေးတင်မခံနိုင်တော့တောင်းပန်ရတာဝန်ချရတာအမင်္ဂလာပါတွေ့တယ်ဆိုရဟန္တာတွေ့ရင်ဦးဇင်းတို့ကတော့အရင်ဆုံးဥချတာပဲနောက်မှအရှင်ဘုရားဝါဘလောက်တော့ဆိုကိုကကြီးနေရင်စိတ်ကိုမကောင်းဘူးဆိုကိုကကြောရမှအဆင်ပြေတာကိုကြောခံရရင်တာဝန်ကြီးတယ်တချို့ကအကြောကိုခံကျင်နေတာဘယ်လိုလဲတော့မပြောတတ်ဘူးသဘောပါလားအေးဒီမှာကြောခံတတ်တဲ့အင်္ဂါမရှိပဲကြောလိုက်ရင်လက်10ချောင်းကလမ်း10ချောင်းမကပါဘူးတဲ့ရှင်းသလားကိုအကြီးမူကြီးတော်လာပြီတက်လာပြီမလုပ်ပါနဲ့ကိုသိပြီတက်ပြီတော်ပြီလို့ထင်တဲ့နေ့ဟာကြရှုံးတဲ့နေ့ပါပဲအားလုံးသဘောပေါက်သလားဒါဖြင့်ဒီနေ့သာသနာကျိုးကိုအားလုံးရဲဝံ့ကောင်းကျိုးအတွက်ဆောင်ရွက်နိုင်စမ်းတတ္တိစိတ်တွေခင်ဗျားတို့မှာငွေထားလို့ရပါလားသာသနာအတွက်တာဝန်ရှိမရှိဘယ်သူတွေမှာတာဝန်ရှိလဲဒါဖြင့်မိမိကိုအဲ့ဒါရှေ့ဆုံးကဥဆောင်ပြီးလို့ကောင်းသောစိတ်ကိုမွေးပါကောင်းသောစကားကိုပြောပါကောင်းသောအလုပ်ကိုလုပ်ပါကျင့်သလားအာဟုသို့ဖြစ်မဲ့အလုပ်မျိုးမလုပ်ပါနဲ့အသက်ပင်သေ냐တော့လဲဒီအာဟုသို့ဖြစ်မဲ့အလုပ်တော့မလုပ်ဘူးကွာအဲ့ဦးဇင်းဥပမာလေးပေးတယ်အချိန်ကပြည့်နေပြီနော်တူတူလေးဒီကျမ်းမာရေးမကောင်းတော့ဒကာတယောက်ကယူလာတယ်ပလင်းလေးတစ်လုံးရေးတန်းပလင်းရှင်ဖျားရော့ဒါလေးတောက်ဖြစ်အောင်တောက်မရတရားပွဲအပြီးပြောတောက်ဖြစ်အောင်တောက်ဆိုတော့သူကလည်းနည်းနည်းအတိတ်ခါတိုင်းလိုကတ်ရှင်ဖျားကတ်ရင်ကိုဖောက်တောက်လိုက်မှမသိဘူးအဲ့တောက်ဖြစ်အောင်တောက်ဆိုနေသမ်းမအောင်မဲကနည်းနည်းထူးနေတယ်တောက်ဖြစ်အောင်တောက်ဆိုဘာတွေပြန်ထည့်ထားလို့ကွာဘုံဗျာတဲ့ဒါဘုန်းကြီးတစ်ပါးကမန်းပေးလိုက်တာရေမန်းမရတဲ့အဲ့ဒါလေးတောက်လိုက်ရင်ယောဂတွေအကုန်ပြောက်သွားမှာတဲ့ဒါဖြင့်မင်းဘုန်းကြီးဘာယောဂမှမဖြစ်ဘူးလားကောမေးကြည်တာအဲ့မန်းပေးတဲ့ဘုန်းကြီးဘာယောဂ
ကမှမရှိဘူးလားလို့မေးလိုက်လို့တကားငါပြောလိုက်မယ်အဲ့ဒါအကြီးဆုံးမိစ္ဆာဝါဒပဲငါအသက်ကဒီရေမတော့ရင်သေသွားမယ်တောက်လိုက်ရင်ယောဂအကုန်ပြောက်မယ်ဆိုရင်တောင်မတော့ဘူးသွားတော့မလိုက်အဲ့ဒါမိစ္ဆာဝါဒကွာအကြောင်းတရားနဲ့အကြောင်းကောင်းမှသူများပြုတာလားအကြောင်းရှိလို့အကျိုးရှိတာဘယ်သူမပြုဒါလေးတွေမှတ်ထားပါရှင်းလားပရိစ္ဆသမုပ္ပါဒ်နဲ့စင်ကြယ်သောဒိဋ္ဌိပြုတ်အတွက်ကတော့နောင်မှအကြောင်းညီညွတ်ရင်ဦးဇင်းပံ့ပိုးပေးပါဒီနေ့ပြောခဲ့သလောက်တော်တော်ကောင်းတို့အတွက်တန်ဖိုးရှိရလားကျေးဇူးများရဲ့လားအားလုံးများကျေးဇူးများစေခြင်းပါတယ်နော်တရားပွဲလုပ်ရပြီးအချင်းကြီးဖြစ်သွားတာမျိုးမလို့ချင်ပါဘူးအဲ့တော့တော်တော်ကောင်းတို့အခုပြောခဲ့သလောက်နားလည်သလားဒီမိစ္ဆာဝါဒတွေဟာအာကိုတိုက်တဲ့ဝါဒတွေလားစွန့်ပယ်ရမယ့်ဝါဒတွေလားရှင်းတယ်နော်အဲ့ဒီမှာရှင်ဘုရင်တိတရားရသားတော်တွေကတော့အကုန်ကျင့်တတ်ရှင်ဘုရင်ကြီးကလည်းကျင့်တတ်ပေါ့လေဒီနေရာဒါတို့ချုံးလိုက်တာဂျားထဲမှာအများကြီးကျင့်တတ်ပြီးတဲ့အခါရှင်ဘုရင်ကရှင်ဘုရားတပည့်တော်အမှန်သိသွားပြီသဘောပေါက်သွားပြီနောက်လက်ကြည့်တယ်နောက်ကဝန်ကြီး9ယောက်ပါသူခုမျက်လုံးနဲ့ကြည့်တော့မိတ်ဆွေဖြစ်သွားလားရန်သူဖြစ်သွားဒါရန်သူတွေဖြစ်သွားဒီပုဂ္ဂိုလ်တွေကြောင့်အလွယ်လွယ်အမှားမှားတွေလုပ်ခဲ့အဲ့ဒီမှာရှင်ဘုရင်ကတပည့်တော်သဘောပေါက်ပြီဗျာရှင်ဘုရားခဏနေပါဦးကဲလာစမ်းအဲ့ဒီအမ9ယောက်ဖမ်းတတ်စိတ်ကိုလည်းဒါပဲတတ်တာတယ်မယ်သဘောပါလားဖမ်းတတ်စိတ်ရဲ့ဆိုတော့ဒီအမကဒီမှာယသိဘုရားလောင်းယသိအနားမှာရှိအဲ့ဒါမှန်တဲ့မှုလားမှားတဲ့မှုအဲ့တော့ဆရာလုပ်တဲ့လူကဒီနေရာဝင်ရပြီနော်ဟဲ့မင်းကြီးအဲ့ဒါမှားနေတယ်ဒါမှဆရာနော်အကုန်ဟုတ်ကဲ့ဆိုဆရာမဟုတ်ဟဲ့မင်းကြီးအဲ့ဒါမှားနေတယ်တော့အဲ့ဒီအမိတ်ချက်ချင်းရမှားတာမှားခဲ့ကြပြီသူလည်းမှားတယ်ကိုလည်းမှားမတတ်ပါနဲ့ဒီအမ9ယောက်တတ်ရင်နောက်ကသူ့သားတွေကမင်းပြန်တတ်အောင်မှာရှင်းသလားဒါမှန်ကန်တဲ့အဖြေဟုတ်ရဲ့မဟုတ်ဘူးတဲ့အဲ့တော့မင်းကြီးဒါလွဲပါတယ်တဲ့သူတစ်ပါးသက်တတ်တာအာဟုသောအလုပ်ပါသူ့ပြည့်နဲ့သူရှိပါသေးမတတ်ပါနဲ့ရှင်းသလားအားလုံးကိုသဘောပေါက်သလားသူများပြည့်စည်ကြောင်းကြံတာဟာကုသိုလ်လားအကုသိုလ်လားအဲ့ဒါပါပဲကိုအကြောင်းတရားကိုကိုစင်ကြယ်အောင်လုပ်ပါရှင်းသမျှအကြောင်းမထောက်ကောက်အောင်လုပ်ကြရှင်းသလားရှင်းသမျှအကြောင်းအကောင်းကြီးပဲလို့တော့ထိုင်မနေအဲ့ဒါကအညွန့်တုံးဝါဒခေါ်တယ်ရှင်းလားရှင်းသမျှအကြောင်းမကောင်းကောက်အောင်လုပ်အခုဒီမှာမင်းတပ်စေဆိုတာမှားတယ်ကောင်းအောင်ပြပြင်ဆိုတော့မှန်လားပါဗျာတပည့်တော်စိတ်လိုက်မှမှားသွားတယ်ဗျာကဲဒါပြန်လာခဲ့ဖမ်းကွာဒါတော့ဆိုတဲ့မိစ္ဆာလေးကြီးတွေလက်ဖြတ်ခြေဖြတ်ကွာဘာလို့ဒါကိုမလျှော့သေးဘူးမတတ်ရတော့ဗါတဲ့လက်ဖြတ်ခြေဖြတ်ပလိုက်တဲ့ဆိုတော့ဟဲ့မင်းကြီးအဲ့ဒါလဲမှားနေတယ်နောက်ကဆရာလုပ်တဲ့လူကဒါမှဆရာရှင်းတော့ဟဲ့မင်းကြီးမှားနေတယ်အဲ့ဒါမှားနေတယ်သူတစ်ပါးကိုညင်းစေတတ်ဖြတ်ခြင်းမလုပ်ရဘူးအဲ့လိုလက်ခြေဖြတ်ဖြစ်တယ်ဆိုတော့သင်လဲနောက်ဒီအကျိုးတွေခံရမှာပေါ့ဟုတ်ကဲ့လားလှုပ်လိုက်ရတော့နိုင်တယ်ထင်တာတကယ်တော့အရှုံးပေါ်သွားတာရှင်းရလားဟဲ့အဲ့တော့ခင်ဗျားတို့လူဘဝရကအရှုံးမပေါ်စေနဲ့တော့ဘဝရိုက်လိုက်နဲ့လိုက်ရပြီဆိုပြီးတော့မြတ်တယ်မထင်နဲ့သားသမီးတောင်တတိထားပါရှင်းသလားငါသားလေးဆိုပြီးတော့စေတနာနဲ့ပါတယ်စေတနာနဲ့တာပြောတာဟိုကပေါက်ပြဲကုန်ပြီရှင်းသလားအဲ့ဒီကဒီဘွကျွေးရှိသလားမရှိဘူးလားအဲ့ဒီမှာနေမင်းကြီးမှားတယ်တဲ့ဒီလိုမလုပ်ပါနဲ့သူများညင်းမနှိမ့်ဆက်တဲ့အလုပ်မလုပ်ပါနဲ့မင်းကြီးတဲ့ဆိုတော့မှန်လားပါဗျာအဲ့တော့ဒီအပြစ်ရှိတဲ့လူတွေတပည့်တော်အပြစ်တော့ပေးခွင့်ပြုပါရှင်ဘုရားမလုပ်နဲ့ဆိုလည်းမလုပ်ပါဘူးမဲအခုတော့လည်းယဉ်ကျေးနေလိုက်တာနော်အဲ့တော့ရှင်ဘုရားတဲ့တပည့်တော်အပြစ်ကိုဆုံးဖြတ်ခွင့်လေးနားထောင်ပါဦးမယားကဲအမတ်ကြီးတွေအားလုံးမိစ္ဆာအယူဝါဒမိမိရဲ့ဝါဒမှားကြောင်းကိုရင်ပတ်မှလဲမှာဆွဲပြီးတော့ငါဟာအာဟိတုကလွဲမှားတဲ့ဝါဒကိုယူဆပါတယ်အဲ့ဒီလွဲမှားတဲ့အယူအဆနဲ့ရှင်ဘုရင်ကိုအကြံမှားတွေပေးခဲ့ပါတယ်လို့လည်းပဲဆွဲတိုင်းပြည်လက်ကျင်ညာပြီးတိုင်းပြည်ကနှင်ထုတ်စေဒီလောက်တော့လက်ခံနိုင်တယ်လှုပ်လိုက်တော့ရှင်းသလားအဲ့ဒီမှာတဲ့အမတ်9ယောက်ရဲ့ဝါဒကိုဘုရားအလောင်းတော်သည်လူဘဝနော်အလောင်းတော်ဘဝနဲ့တင်မဲ့သေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကအဲ့ဒီကဲဆိုသစ္စာ4ချက်တပြိုင်တည်းကြိုက်ကြမှာလားလျင်တန်တရားဝတ်တွင်းကလွတ်ကင်းမှဖြစ်တဲ့အတွက်ပရိစ္ဆသမုပ္ပါအကြောင်းကျိုးဒေသနာကို
ပိုင်းပိုင်းခြားခြားထင်ထင်မြင်မြင်သိအောင်ကြိုးစားကြပြီးတော့ဘုရားဖူးနိုင်အောင်ကြိုးစားကြစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့